လှုပ်သားပြည်သူတွေအရသာရှိတဲ့ထမင်းတွေစားရအောင်လို့ကျွန်တော်က9 ယွမ်တန်အပူဖေးဆိုင်ဒီဇိုင်းဖွင့်လိုက်တယ်ပြီးတော့ကြောက်ငါကြောက်ပုတ်စွန်နဲ့ခင်ကနန်းတွေကိုကြိုက်တဲ့လောက်စားလို့ကြွေးကြော်ထားသေးတယ်လူတိုင်းကကျွန်တော်ကိုလိမ့်လဲလက်ဖျားသူလို့ထင်နေကြပေမဲ့ကျွန်တော်ရဲ့ရွေချက်ကပတ်စံရဖို့မဟုတ်ဘူးဆိုတာဘယ်သူမှမသိကြဘူးဘာလို့လဲဆိုတော့ကျွန်တော်မှနက်ဖျားအစင်စားတောက်ဆိုင်စနစ်တစ်ခုချိတ်ဆက်ထားလို့ပဲဖောက်တယ်တွေရဲ့ခန်းစားချက်တန်ဖိုးတွေကိုစိတ်ကြရိတ်သိမ်းလိုက်တာနဲ့အင်းပွဲအမျိုးမျိုးနဲ့စုကြီးတွေကိုရရှိနိုင်မှာပါအရင်နေ့လုံးဝမလို့ပဲစားတောက်ဆိုင်ဖွင့်တာပေါ့စနစ်ရဲ့ပထမဆုံးတာဝန်ကခန်းစားချက်တန်ဖိုး30တူညာရယူဖို့တောင်းဆိုထားတာပါဒါပြီးရင်တော့လူတစ်လက်ဆောင်မှုကိုရရှိခဲ့တယ်ဖွင့်ကြည့်လိုက်တော့အာလူအမဲသားပေါင်းပွဲ300ရခဲ့တယ်နန်းတွင်စပိုးဆောင်အဆင့်စိမ့်စားဆန်ထမင်းလဲအကန့်အသတ်မရှိရေခဲစိန်တံပရာရီလဲအကန့်အသတ်မရှိနန်းတွင်စပိုးဆောင်အဆင့်တက်လွတ်ဟင်းပွဲ3မျိုးကလည်းပွဲ300စီရခဲ့တယ်ကျွန်တော်စိတ်ထဲကရီမှန်းလိုက်တာနဲ့အာလူအမဲသားပေါင်းတစ်ပတ်ကန်ကရှေ့ကစပွဲပေါ်ရောက်လာတယ်အမဲသားတတုံးစီကကလေးလက်တီစုပ်လောက်ရှိတယ်မိရောက်အောင်မှာအသားရည်နဲ့အကြောတွေကအယောင်လက်နေတာပဲကျွန်တော်လဲချက်ချင်းအမဲသားတတုံးခတ်ပြီးမြည်ကြည့်လိုက်တယ်ထမင်းဖြူ9ပတ်ကန်တောင်အဝါစားလိုက်ပြီးမှခြေနဲ့အားရစွာနဲ့ပါစက်ကိုတုပ်လိုက်တယ်တိတ်ကောင်းတာပဲဒါနက်ဖျားတွေစားတဲ့အစားအစာများလားဒါနဲ့ပဲကျွန်တော်လဲစနစ်ကပြီးတဲ့ဟင်းပွဲတွေနဲ့ထမင်းဖြူတွေကိုအပူထိန်ဘူး9ဘူးထဲမှာအသီးသီးထည့်လိုက်ပြီး live လွှင့်တာကိုစတင်လိုက်တယ်ညီကိုတို့ရေ9 ယွမ်တန်ဘူးဖေးဆိုင်အခုစတင်အခန့်နေပါပြီဒီနေ့အားလုံးအတွက်ပြင်ဆင်ထားတဲ့ဟင်းတွေကတော့အဆက်ကြာဆွဲကြောအသားစင်ကောပဲသီးကြောပြီးတော့နောက်ဆုံးတစ်မျိုးဖြစ်တဲ့အာလူအမဲသားပေါင်းပါဟင်းပွဲအားလုံးကို9 ယွမ်တဲနဲ့ကြိုက်တဲ့လောက်အဝါစားလို့ရပါတယ်ထမင်းနဲ့အေးလည်းအကန့်အသတ်မရှိပါဘူးညီကိုတို့အားလုံးလာရောက်မြည်ဆန်းဖို့ဖိတ်ခေါ်ပါတယ်နော်ခဏလေးတွင်းမှာပဲ live ကြည့်သူဦးရေက900ကျော်အထိမြင့်တက်သွားတယ်ကောမန့်အများစုကအံ့ဩနေကြပြီးနောက်ဆက်တွဲအနေနဲ့တန်တရားတွေဝင်လာကြတာပေါ့ဆယ်လီဖြစ်ချင်လို့ယူသွနေတဲ့လိမ့်နေသူအစ်တယောက်ပေါ်လာပြန်ပြီပေါ့ဒီအမဲသားကကြည့်ရတာဝက်တီသားကိုအမဲစီစာပေါင်းဆက်ထားတာပါ9 ယွမ်တဲနဲ့ဘဲသား55ကျပ်သားတောင်ဝယ်လို့မရဘူးအမဲသားအဝါစားတဲ့ရဲရလုံးလို့တေတော့မယ်ကျွန်တော်ကတော့ဒီကောမန့်တွေကိုစိတ်ထဲမထားပဲပို့ပြီးတော့တောင်စူးစမ်းပန်းစား live လွှင့်နေခဲ့တယ်ဒီလိုနဲ့အချိန်တန်ကြာတော့ follower တန်းကြီးရှိတဲ့အစားအသောက်ဝေဖန်ရေးသမားတန်းကျဲတယောက်ကျွန်တော်ရဲ့ live video ကိုတိုက်ဆိုင်တွေ့သွားခဲ့တယ်ဟေးညီကိုတို့ရေဒီနေ့တော့အလုပ်ရပြီဟဲ့ဒီ live ခန်းကိုတွေ့ကြတယ်မလား9 ယွမ်တဲနဲ့အမဲသားအဝါစားတဲ့ဒါမှပေါင်းဆက်ထားတဲ့အသားပုံမဟုတ်ရင်ငါတန်းကျဲအစားအသောက် live vlog ကနေလုံးဝအနားယူလိုက်မယ်မကြခင်မှာပဲတန်းကျဲကကားကြီးမောင်းပြီးမင်းရဲ့ဆိုင်ရှိကိုရောက်လာခဲ့တယ်သူထေး live ထဲမှာပြောထားတဲ့9 ယွမ်တန်အမဲသားဝါစားဆိုတာတကယ်လားအတူလားပြုံးလေးကြိုးဆိုလိုက်ရင်ဒါပေါ့တယောက်ကို9 ယွမ်တဲပါငွေရှင်းပြီးတာနဲ့တက်ကြီးရွယ်ကိုကလေးမကြံစားသုံးနိုင်ပါတယ်အေးပါတထေးတော်တက်တိရှိတာပဲပြောပြီးတာနဲ့သူကဖုန်းထုတ်ပြီး cross second ဖက်က9 ယွမ်ရှင်းလိုက်တယ်ပြီးတော့အာလူအမဲသားပေါင်းလို့ရေးထားတဲ့အပူထိန်မှုရှိကိုရှောက်သွားလိုက်တယ်ညီကိုတို့အံ့ဖွယ်စွာအားတွေကိုတက်တည်ပြရမယ့်အချိန်ရောက်ပြီဒီ9 ယွမ်တန်အမဲသားကတကယ်တော့ဘယ်လိုမျိုးလဲဆိုတာကြည့်လိုက်ကြစို့ပြောရင်းနဲ့အဖုံးကိုဆွဲဖွင့်လိုက်တာနဲ့အသက်ရှူမလောက်အောင်မွေးကြိုင်တဲ့အသားရနက်တစ်ခုကလုံးကနေပြန်လွတ်လာခဲ့တယ်ခဏမြတန်းကျဲရဲ့အုံနောက်တစ်ခုလုံးလုံးဝဗလာဖြစ်သွားခဲ့တယ်တနိုင်ငံလုံးကအရသာရှိတဲ့အစားအသောက်ပေါင်းစုံစားခဲ့မှုတွေဝေဖန်ရေးသမားတယောက်အနေနဲ့ဒီအသားရနက်ကိုရလိုက်တာနဲ့သူ့ရဲ့ပင်ကိုယ်စိတ်ကပြန်ပြောပြနေတာကတော့ဒီအိုးတွေကအသားရဲ့ပါဝင်ပစ္စည်းတွေဟာအင်မတန်အဖိုးတန်နေဆိုတာပါပဲအငွေ့တွေပြဲသွားတာနဲ့လူတိုင်းရဲ့မြင်ကွင်းမှာပေါ်လာတာကတော့အိုးအပြည့်တောင်လိုပုံနေပြီးပရင်ရောင်တောက်ပနေတဲ့အမဲသားတွေပါအရန်ဟင်းအဖြစ်ထည့်ထားတဲ့အာလူတွေဟာလည်းအသားရဲ့အနှစ်တွေကိုစုပ်ယူထားပြီးရွှေရောင်ဝင်းလက်လို့နေပါတယ်ဒါလမ်းဘေးက9 ယွမ်တန်ထမင်းဘူးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှန်ဟိုင်းကအမြင့်ဆုံးအဆင့်ဟိုတယ်ကြီးတွေမှာထည့်ထားရင်တော့တပွဲကို888 ယွမ်ဈေးကွက်တင်ရင်တထေးကြီးတွေတန်းစီပြီးဝယ်ကြမှာတေးကြတယ်ချက်ချင်းပဲ live ကြည့်နေတဲ့ပရိသတ်တွေပုတ်ပွက်ညံသွားတယ်ငါမျက်စိမားတာများလားဒီအသားရဲ့အကျော်မြင်တွေကဩစတြေးလျကိုအဆင့်ရှိတဲ့ဝါဂျူးမဲသားတေးကြတယ်ဒါအပြင်အသားလေးပုံနဲ့အနှစ်ဆွဲထားတဲ့အယောင်ကိုကြည့်ဦးနှစ်ဆက်မီးဖို့ကြောင့်အတွေ့အကြုံမရှိရင်ဒီလိုမျိုးလုံးဝချက်နိုင်မှာမဟုတ်ဘူးအတူကြီးပါဟာငါ့ကိုတက်လိုက်ရင်တော့ဒါ9 ယွမ်နဲ့စားလို့ရတယ်ဆိုတာမယုံဘူးဒါတေချာပေါက်အထူးဓာတုဆေးနဲ့စိန်ထားတဲ့ဆီလီကွန်အတုမော်လေးဖြစ်ရမယ်တန်းကျက်မင်းဘာကြောင့်ကြည့်နေတာလဲတတုံးလောက်ညှက်စားကြည့်ပါဦးကောမန့်တွေရဲ့ပြင်းထန်တဲ့စိန်ခေါ်မှုတွေကတန်းကျဲကိုအံ့ဩနေရမှနိုးထလာစေခဲ့တယ်သူတက်ပြင်းတစ်ချက်ရှူလိုက်ပြီးရင်ထဲကတုံလုံးမှုကိုအနိုင်ထိန်းချုပ်လိုက်တယ်ပြီးတော့သူကအာလူအမဲသားပေါင်းကြာဆွဲအဆက်ကြော်နဲ့ချက်တုံဖြူထောင်းတခွားတီးတုပ်ဖုံးတွေကိုတစ်ခုပြီးတစ်ခုဖွင့်လိုက်တယ်ဟင်းတစ်မျိုးစီကိုနည်းနည်းစီခက်ယူလိုက်ပြီးဟင်းတွေမောက်နေအောင်ထည့်ထားတဲ့ပကံကိုကင်ကစပွဲစီလျှောက်သွားလိုက်တယ်သူကတည်ငြိမ်လေးနဲ့တဲ့မျက်နှာထားနဲ့ကင်မရာကိုကြည့်ပြီးပြောလိုက်တယ်ညီကိုတို့ရေအပြင်ပန်းပုံစံကတော့တကယ်ပိုင်နိုင်တာပဲဒီဆိုင်ရဲ့အပြင်ပန်းအကွက်တွေကငါ့ကိုလိန်လိုက်နိုင်တာဝန်ခံပါတယ်ဒါပေမဲ့ငါတန်းကျဲရဲ့ရှာကဘာလဲဆိုတာအားလုံးအသိပဲလေဘလောက်ပဲစမ်းသစ်တဲ့နည်းပညာနဲ့စီမံထားပါစေငါပါစက်ထဲရောက်ရင်တော့အရှိကိုအရှိတိုင်းပေါ်သွားရမယ်ပြောပြီးတာနဲ့အာလူအမဲသားပေါင်းတတုံးကိုညှက်ယူပြီးမြည်ကြည့်လိုက်တယ်ဒါပေမဲ့ဒီခဏမှပဲအခြေအနေလွဲမှားနေတာကိုသူသတိထားမိသွားတယ်ဒါကဆူရှာတဲ့လျက်စီးကြောက်တစ်ခုတကိုယ်လုံးထဲစီးဝင်သွားတယ်လို့ပဲပြင်းထန်လာတဲ့အရာတာကရှာဖျားမှတင်ပောက်ကွဲထွက်သွားပြီးအတူမရှိအရာတာကတကိုယ်လုံးကိုလွှမ်းမိုးသွားခဲ့တယ်အထူးဆန်းဝါကျူးမဲသားရဲ့တဘာဝနိုးနံတင်းတင်းလေးနဲ့အတူနန်းတွင်သုံးလှုပ်ဝက်မီးဖို့ချောင်ရဲ့အမွှေးကြိုင်ပေါင်းများစွာပေါင်းဆက်ထားတဲ့အရာတာအစင်စင်ကပါဇက်ထဲမှာခမ်းမဆောင်ကြီးတစ်ခုရဲ့ဂီတပွဲတော်လိုတီးခတ်သွားခဲ့တာပါတိတ်ကောင်းလုံးနဲ့အကူဝန်ထမ်းကတန်းကျက်တကိုယ်လုံးတုံရင်နေပြီးမျက်ရည်တွေဝဲနေတဲ့ထူးဆန်းတဲ့အမူအရာကိုကြည့်ပြီးလန့်သွားလုံးလို့ဗီဒီယိုကင်မရာတောင်လွတ်ကျမတက်ဖြစ်သွားခဲ့တယ်သူမကြောက်နိုင်ပဲချက်ချင်းပြေးဝင်သွားပြီးကျဲကိုဘာမှမဖြစ်ဘူးမလားအစားတောက်ကြောက်တစ်ခုခုဖြစ်သွားတာလားဒါနဲ့တင် live လွှင့်တဲ့ဗီဒီယိုထဲမှာပုတ်ပွက်ညံသွားခဲ့တော့တယ်ဟာ live လွှင့်တဲ့သူစားရင်တက်သွားပြီဟဲ့ဒီအသားထဲမှာတေချာပေါက်ဆေးတစ်မျိုးမျိုးထည့်ထားတာဖြစ်ရမယ်ငါပြောသားပဲ9 ယွမ်တန်အသားကဘယ်လိုလှုပ်စားလို့ရမှာလဲတေချာပေါက်အစားတောက်အစိတ်တင်တာပဲမြန်ရဲတိုင်ကြပါဒီဆိုင်ကပတ်စံရဖို့လူတက်နေတာအကူရဲ့လက်ကတန်းကျဲရဲ့ကြောကုန်းကိုပုတ်တော့မဲ့အချိန်မှတင်သူကအကူကိုဆွဲတွန်းထုတ်လိုက်ပြီး
ဟင်းပကံနဲ့မျက်နှာအက်ကစပွဲပေါ်ငုံကျသွားခဲ့တယ်ပြီးတော့ငတ်မှုခေါင်းပါနေတယ်လို့ငန်းငန်းတက်ငင်ရီရှက်ရီစားတော့တာပါပဲအသားတတုံးဝါးလိုက်ပြီးတော့သူအီပြေးချင်သွားတယ်ဒါနဲ့ပဲတခွားသီးတုပ်တတုံးကိုတူနဲ့ညှက်ယူလိုက်တယ်ကျွတ်ခန့်နဲ့လက်ဆက်တဲ့အတန်နဲ့အတူပါစက်ထဲမှာပောက်ကွဲသွားခဲ့တယ်ဒီခဏမှာပဲသူဟာနက်နက်ခင်းနှင်းတောင်ထိပ်ပေါ်ရောက်သွားတယ်လို့မျိုးအလွန်အမင်းအေးမြဆန်းတင်မှုနဲ့အချင်းတက်တို့ရဲ့မျှတလုံးနဲ့ပေါင်းစပ်မှုကပါစက်ထဲကအစီအီတွေကိုချက်ချင်းစီးကြောပေးလိုက်တယ်လို့ပါပဲသူတက်ပြင်းတစ်ချက်ရှူလိုက်မိပြီးမိမိရဲ့ဝိညာဉ်မှာဒီတခွားသီးကြောင့်တန့်စင်သွားတယ်လို့ခံစားလိုက်ရတယ်မလောက်ဘူးလုံးဝကိုမလောက်ဘူးသူထေးထမင်းထပ်ပေးပါဦးအမဲသားတစ်စလုံးကြီးထပ်ပေးပါဦးငါ30စလုံးလောက်စားမယ်လိုက်ကြည့်နေသူတွေလုံးဝငြိမ်သက်တိတ်ဆိတ်သွားခဲ့ရတယ်ငါဘာတွေကိုမြင်လိုက်ရတာလဲနမဲကြီးတန်းကျက်ကတလုတ်ထဲနဲ့ငိုပါငိုသွားတယ်ပြီးတော့30စလုံးတောင်စားမယ်လို့ကြွေးကြော်နေသေးတယ်ဇညွန်းအတိုင်းတရုပ်ဆောင်နေတာမလားဒီလိုမျိုးတေချာပေါက်ဇလန်းဆင်ထားတာပါတန်းကျက်မင်းဒီဆိုင်စီကပတ်စံဘလောက်တောင်ရထားလို့လဲဒီအချိန်မှာပဲမင်းရဲ့အုံနောက်ထဲမှာစနစ်ရဲ့သတိပေးတံတွေစက်တိုက်ထွက်ပေါ်လာခဲ့တယ်ပြင်းမှတ်တန်းကျက်ထံမှာပြင်းထန်သောခံစားချက်တံမှုများထွက်ပေါ်လာပါသည်မင်းစိတ်ထဲကနေကျဉ်းနှက်စွာပြုံးလိုက်မိတယ်အမဲသား3ပကံကြီးနဲ့ထမင်း9ပကံစက်တိုက်စားသုံးပြီးနောက်တန်းကျက်မှာဘိုက်ကိုကင်ပြီးကလတ်ထိုင်ပေါ်မိချလိုက်တော့တယ်အကူကသတိထားပြီးတိုးကပ်လာကကျဲကူလိုက်ကြည့်တဲ့သူတွေပုတ်ပွက်ညံနေပြီးလူပေါင်းသိန်းနဲ့ချီပြီးကိုကိုလိန်စားတယ်ဆိုပြီးဆဲနေကြတယ်ဒီဆိုင်ရဲ့ဝယ်ယူချင်းခံရပြီးတရုတ်ဆောင်နေတာလို့ပြောနေကြတယ်ဒါကိုကြားလိုက်ရတော့တန်းကျက်ရုတ်တရက်တုံးလုံးသွားပြီးဖုန်းကိုလှမ်းဆွဲယူလိုက်တယ်ကောမန့်တွေထဲမှာပြင်းနေနေတဲ့လိန်လေသူ unfollow လုပ်မယ်ဆိုတာတွေကိုကြည့်ပြီးသူရုတ်တရက်ထိုင်ကုန်ပေါ်ကနေဝုန်းကနေထွက်လိုက်တယ်ပြီးတော့စပွဲပေါ်မှာပြောင်းနေအောင်လျှက်ထားလို့ပြောင်းလဲနေတဲ့စတီလန်ပကံပြားကိုကင်ပြီးကင်မရာစီထိုးပြလိုက်တယ်မင်းတို့ကဒါကိုနီးပညာအတူအယောင်လို့ပြောချင်တာလားအသားရဲ့အကြောမြင်တွေကိုဒီလိုပြီးပြည့်စုံတဲ့ပုံစံအထိလုံနိုင်တဲ့နီးပညာမျိုးမင်းတို့မြင်ဘူးလို့လားဝိညာဉ်အထိထိရှားစေတဲ့အမွှေးအကြိုင်မျိုးကိုအတူဖန်တီးနိုင်တဲ့နီးပညာရောမင်းတို့မြင်ဘူးလို့လားငါတန်းကျက်ဒီနေ့ဒီနေရာမှာဒီစကားကိုအပြတ်ပြောမယ်ဒီဆိုင်ရဲ့အာလူအမဲသားပေါင်းကငါတသက်မှာစားခဲ့ဘူးသမျှအကောင်းဆုံးအစားအစာပဲငါယွန်တဲနဲ့ဒီတထေးကစီးပွားရေးလုပ်နေတာမဟုတ်ဘူးပရာဟိတလုပ်ပေးနေတာမင်းတို့ကငါ့ကိုလိန်လေသူလို့ပြောကြတယ်မလားဒီမျိုးမှာရှိတဲ့ညီကိုတို့ငါတန်းကျက်ရဲ့ follower တန်းကြီးရှိတဲ့အကောင့်နဲ့ဂတိပေးတယ်မင်းတို့ဒီနေ့ငါယွန်လာသုံးလို့မကောင်းဘူးလို့ခံစားရရင်ငါမျက်နှာကိုဓာတ်ရိုက်လာရိုက်ပါတယောက်ကိုယွန်တစ်ဆက်သူညစီရိုကြီးပေးမယ်ဒါပေမဲ့အကယ်၍ကောင်းတယ်ဆိုရင်တော့ဒီဆိုင်ကိုနက်ဖျားဆိုင်ဆိုတဲ့စာသားနဲ့အင်တာနက်တစ်ခွင်လုံးပြန့်သွားအောင်လုပ်ပေးကြပါယူသွားပြီလားသူကအကောင့်နဲ့တောင်ပန်းကြီးစိန်ခေါ်လိုက်တယ်တော့မြို့ဟောင်း73လမ်းမမှာရှိတာမလားငါအခုအနီးနား2ကီလိုမီတာกว่าမှာရှိတယ်အခုပဲတက်စီငါပြီးလာခဲ့တော့မယ်တကြီးကျွဲွားတဲ့သူတယောက်ကိုဒီလိုဖြစ်သွားအောင်လုပ်လိုက်တဲ့ငါယွန်တန်ဘူဖေးဆိုတာတကယ်ဘာလဲဆိုတာငါသွားကြည့်ရမယ်ငါလည်းသွားမယ်လိုက်ကြည့်နေတဲ့အခန်းထဲမှာလူအများပြားဆိုင်စီကိုသွားနေကြတဲ့ကွန်မန့်တွေကိုကြည့်ပြီးတန်းကျက်တက်ပြင်းရှည်တစ်ချက်ချလိုက်တယ်သူငွေရှင်းကောင်တာစီလျှောက်သွားပြီးအယိုအသေးပေးဦးညွှတ်လိုက်တယ်သူထေးတောင်းပန်ပါတယ်စောစောကစကားပြောတာအတန်ကျဲသွားခဲ့တယ်တထေးရဲ့လက်ရာကတော့တကယ်ကိုအံ့ဩစရာပါပဲဒီဆိုင်မှာငါရှိနေတဲ့၍ဘယ်သူမှလာပြီးလက်တို့လို့မရစေရဘူးကျွန်တော်ကသူ့ကိုအေးဆေးစွာစိုက်ကြည့်လိုက်ရင်အားနာစရာမလိုပါဘူးမင်းတို့သဘောကျတာကပဲငါအတွက်အကြီးမားဆုံးအတိမတ်ပြုမှုပါပဲမကြခင်မှာပဲအရက်တမီတာကိုဆဲကြော်ရှိတဲ့ဗလာတောင်းတောင်းလူတယောက်ဝင်လာခဲ့ပြီးတန်းကျက်မင်းပဲမှာလဲငါမင်းမကိုလာရိုက်ပြီးယွန်တစ်ဆက်တူညလာယူတာသူကတန်းကျက်ရဲ့လိုက်ခန်းထဲကပြိတ္တစစ်ဖြစ်ပြီးအတူအယောင်တွေကိုဖော်ထုတ်ရမှာဒေါသကြီးသူအဖြစ်နာမည်ကြီးသူပါလွန်ခဲ့တဲ့9မိနစ်ကပဲသူကအနီးနားကချင်းတစ်ခုမှအလေးမနေခဲ့တာပါတန်းကျက်ကဒီလိုစုတ်ချဆိုင်စုပ်လေးအတွက်ကြော်ညာပေးနေတာကိုမြင်လိုက်ရတော့သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့စင်ခေါ်လိုက်တာကိုတွေ့တာနဲ့အလေးတုံးတွေကိုပြစ်ချပြီးတက်စီငါးကချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆိုင်ထဲရောက်တာနဲ့သူ့ကြောင့်အံ့သွားခဲ့ရတယ်တန်းကျက်နဲ့အကူကမြင်းကြီးရှက်ရီစားတောက်နေတာကိုတွေ့လိုက်ရလို့ပါစကားတွေလေးကမ်းမနေနဲ့မြင်းမြန်ခွဲစကန်ဖတ်ပြီးပတ်စံရှင်းလိုက်မစားရရင်မင်းဒီတသက်လုံးဝနောင်တရသွားမယ်နောက်ကြရင်ဟင်းရီတောင်ကြံမှာမဟုတ်ဘူးဗလာကြီးမှာဟောက်ထုတ်ခံလိုက်ရလို့ကြောင်သွားပြီးငွေရှင်းကောင်တာနောက်မှာပြုံးပြုံးလေးရက်နေတဲ့ကျွန်တော်စီလှည့်ကြည့်လိုက်တယ်ငါကတော့ဒီ9ယွန်တန်အသားထဲမှာဘာတွေထည့်ထားလဲဆိုတာတေချာကြည့်ရတာပေါ့ခရစ်စကန်ဖတ်ပြီးပတ်စံရှင်းပြီးနောက်သူကအာလူအမဲသားပေါင်းတစ်ပကံကိုချက်ချင်းသွားခတ်လိုက်တယ်သူနဲ့ကလေးလက်သီးစုပ်ခန့်ရှိတဲ့အမဲသားတတုံးကိုညှက်ယူလိုက်ပြီးတလုတ်တည်းကြိုက်စားကြည့်လိုက်တယ်ရုတ်တရက်သူလည်းတုံလို့သွားခဲ့ရတယ်ဗလာကြီးရဲ့လက်ထဲကတူတွေမြေပြင်ပေါ်လွတ်ကျသွားခဲ့ပြီးအတန်တွေပါတုံရင်နေခဲ့တော့တယ်တိတ်ကောင်းလို့နဲ့တထေးဒီအသားထဲမှာဘာတွေရောဆက်ထားတာလဲဘာလို့ငါပထမဆုံးတလုတ်စားလိုက်တာနဲ့ငါအရင်ကစားခဲ့ဘူးတမျှအသားတွေအကုန်အမိုက်လို့ခံစားလိုက်ရတာလဲကျွန်တော်ကသူ့ကိုအေးဆေးစွာကြည့်လိုက်ရင်ဒီဆိုင်ရဲ့ပါဝင်ပစ္စည်းအလုံးကတဘာဝအတိုင်းစစ်တွေပါစဖို့မှုရဲ့လက်ရလေးနည်းနည်းပိုကောင်းယုံပါပဲနည်းနည်းပိုကောင်းယုံဟုတ်လားဒါကိုနည်းနည်းပိုကောင်းယုံလို့ခေါ်တာလားဗလာကြီးကမျက်ရည်တွေကိုမြန်မြန်တုပ်လိုက်ပြီးသူတစုံကိုပြန်ကောက်ယူကငန်းငန်းတက်စားပါတော့တယ်ခဏအတွင်းမှာပဲကျွန်တော်ရဲ့ဘူဖေးဆိုင်လေးဟာအကြီးကျယ်နာမည်ကြီးသွားခဲ့ပြီးမရေတွက်နိုင်တဲ့အင်တာနက်အသုံးပြုသူတွေဆိုင်စီရောက်ရှိလာခဲ့ကြတယ်မြန်မြန်လို့ကားတော့မခတ်နဲ့တော့နောက်ကြရင်စားရတော့မှာမဟုတ်ဘူးတန်းကျက်လိုက်တဲ့ပြောတာအမှန်ပဲဟိုဗလာကြီးစားရင်ငိုနေတာငါမြင်လိုက်တယ်သူထေးငါအတွက်တပွဲချန်ထားပေးပါငါယွမ်90ပေးမယ်မဟုတ်ဘူးယွမ်100ပေးမယ်နေရတနေရရောင်းပေးပါတန်းစီကြအားလုံးတန်းစီကြစမ်းဗလာကြီးကပထမဆုံးပကံကိုစားပြီးတာနဲ့ဝုန်းကနေထွက်လိုက်တယ်သူ့ရဲ့တံမဏိလိုခန္ဓာကိုယ်ကြီးနဲ့တကားဝမှာပိတ်ရက်လိုက်ပြီးတစ္ဆာအရှိဆုံးလုံခြုံရေးဝန်ထမ်းအဖြစ်ပြောင်းလဲသွားခဲ့တယ်
တထေးပြောပြီးပြီတယောက်ကို9 ရွမ်ပဲဘသူကြားဖြတ်ဝင်ရဲလဲကြည့်မယ်ငါပထမဆုံးကန်ထုတ်ပြစ်မယ်လူအုပ်ကြီးမှာခဏတာရုပ်ရုပ်တဲတဲဖြစ်သွားပြီးနောက်ချက်ချင်းပဲမီတာ100ကျော်ရှည်လျားတဲ့တန်းကြီးဖြစ်သွားခဲ့တယ်ဆိုင်တကားဝါကနေမြို့ဟောင်းလမ်းမကြီးရဲ့အဆုံးထိတန်းစီသွားကြပြီးအပြင်ဘက်လမ်းမကြီးအထိပါပုံမိုရှည်လျားစွာတန်းစီလာကြတယ်ငွေရှင်းကောင်တာရှိမှာတော့ယူနီဖောင်းဝတ်ဆင်ထားတဲ့တေးသေးတွေအင်တာနက်ဆက်လီမမတယောက်ရောက်နေခဲ့တယ်သူမဟာမူလကအတူအယောင်ကိုဖော်ထုတ်ပြစိတ်နဲ့လာခဲ့တာပါသူမကနှာခေါင်းရှုံရင်ပတ်စံရှင်းလိုက်ပြီးပဲတီးဟင်းနည်းနည်းနဲ့ကြာဆွဲဆက်ကြော်တပတ်ကံပဲခက်ယူလိုက်ပြီးအသားကိုတော့မထိရဲခဲ့ပါဘူးပရိသတ်တို့ရေဒီလိုစုတ်ချတဲ့ဆိုင်မျိုးရဲ့တန်ရှင်းရေးကတော့စိတ်မချရပါဘူးငါပရိသတ်တို့အတွက်စမ်းသပ်ပေးတဲ့အနေနဲ့တက်လို့ဟင်းတလို့ပဲမြည်ကြည့်ပါမယ်အင်တာနက်ဆက်လီမမကဖုန်းကင်မရာကိုကြည့်ရင်မျက်ခုံးတုံးကပြောင်လက်နေတဲ့ကြာဆွဲဆက်ကြော်ကိုပါဆက်ထဲထည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူမရဲ့မျက်လုံးတွေပြည့်ကျသွားခဲ့တယ်ဒီလိုကျွတ်ခနဲ့လက်ဆက်တဲ့အရာတာနဲ့ဝါလို့ကောင်းမှုပြီးတော့ပြင်းထန်လာတဲ့အမွှေးကြိုင်ပေါက်ကွဲထွက်မှုတို့ဟာအချိုးအစားပြည့်စုံတဲ့ပေါင်းဆက်မှုပဲဖြစ်ပါတယ်ကြာဆွဲပေါ်ကပူပူဆက်ဆက် sauce နဲ့ပေါင်းဆက်လိုက်တဲ့အခါပါဇက်ထဲမှာအမွှေးကြိုင်တွေတင်းကျန်ရစ်ပြီးမျိုးတော်မချကျင်အောင်အရာတာရှိလွန်းနေခဲ့တယ်ဝက်စီဖက်နဲ့မွှေးကြိုင်အောင်ကြော်ထားတဲ့အသားနဲ့လက်ဆက်တဲ့ပဲတီတို့ရဲ့ပေါင်းဆက်မှုကတင်းပြတ်တဲ့စီရတာနဲ့အတူမွှေးကြိုင်လာတဲ့ထမင်းစီတိုင်းကိုလွှမ်းခြုံထားပြီးထမင်းမြင်စေတဲ့အကောင်းဆုံးလက်နက်ကြီးပါပဲအရန်စားကောင်းတာပဲကဲကြပါဦးငါစီမချကျင်တော့ဘူးအင်တာနက်ဆယ်လီမလေးက live လွှင့်တဲ့နေရာကိုတန်းပြီးပိတ်လိုက်တယ်ပုံစံတော့မစင်ကျင်နိုင်တော့ပဲပကံကိုကင်ပြီးလူအုပ်ထဲကိုယူးကြောင်ကြောင်နဲ့တိုးဝင်သွားခဲ့တယ်ဒီအချိန်မှာတော့ကျွန်တော်ရဲ့စားတောက်ဆိုင်ကြီးတစ်ခုလုံးကအစွန်းရောက်စားတောက်ချင်စိတ်တွေပြည့်နေနေတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပါပြီငွေရှင်းကောင်တာနောက်မှာရက်နေတဲ့ကျွန်တော်ကစိတ်ထဲမှာတော့သဘောကျလို့ပျော်ရွှင်နေမိတယ်စနစ်ရဲ့အတိပေးတန်တွေစက်တိုက်ထွက်ပေါ်လာပြီးပထမဆုံးအကြိမ်ကန်ဆန်းမဲဖောက်ဖို့ပြင်ဆင်နေချိန်မှာပဲလူအုပ်ကြားထဲကနေရုတ်တရက်စိတ်ပြတ်အားငယ်နေတဲ့အတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်ဟေးဘာဖြစ်တာလဲကုံသွားပြီအာလူအမဲသားပေါင်းကုံသွားပြီဆက်ပြီးတော့ဒုတိယမြောက်တတိယမြောက်ဝမ်းနဲ့ကြေကွဲတဲ့အတန်တွေထွက်လာတယ်အသားစိမ့်ပဲတီးလဲကုံသွားပြီဘသူတွေများလက်နဲ့စားလိုက်ကြတာလဲငါအတွက်တစ်ခုလောက်ခြံထားပေးဦးလေကြာဆွဲအဆက်ကြော်လဲကုံသွားပြီငါကနာယူဝက်တောင်တန်းစီခဲ့ရတာကြာဆွဲကြော်တလုံးလောက်စားချင်ုံနဲ့ထမင်းအိုးတောင်အောက်ချီပြောင်းနေပြီသူသေးရီခမည်းမြင်စဉ်းစားပေးပါဦးဘာကုံသွားတယ်ဟုတ်လားငါတို့ကအဝေးကြီးခြံတန်ကနေ3 နာရီကြာအောင်ကားမောင်းပြီးလာခဲ့ရတာဟင်းတွေကုံသွားပြီလို့လာပြောနေတယ်သူသေးခမည်းမြင်ပြန်ကြော်ပေးပါနွားတကောင်ကိုအခုချက်ချင်းတက်ရရင်တော့ဒီနေ့တော့ငါတို့ကိုကျွေးရမယ်ဆိုင်ထဲမှာရောအပြင်မှာပါတစ်ချိန်တည်းမှာပဲကန့်ကွက်ဆန္ဒပြတန်တွေဆူညံသွားတယ်ဒီလိုဒေါသထွက်နေကြတဲ့ပုံစံတွေကိုမြင်တော့ငါလဲလော်စပီကာကိုထုတ်လိုက်ပြီးချုံမော်ပြောလိုက်တယ်အားလုံးပဲစိတ်အေးထားကြပါငါပြောပြီးသားပဲ9 ရွယ်နဲ့ဝမ်းဝစေရမယ်ဘယ်တော့မှပမာဏအကန့်အသတ်မရှိဘူးနောက်ဖေးမိဖို့ခန်းထဲသွားပြီးပစ္စည်းတွေသွားယူဖို့3 မိနစ်လောက်အချိန်ပေးပါ3 မိနစ်ပြည့်ရင်တော့အမဲသားဟင်းသီးဟင်းရွက်နဲ့ထမင်းတွေအားလုံးအပြည့်အဝရရှိတော့မှာပါပြောပြီးတာနဲ့တုံဆိုင်မနေပဲနောက်ဖေးမိဖို့ခန်းဘက်ကိုရှောက်သွားလိုက်တယ်3 မိနစ်အတွင်းမှာပေါ့သူကမော်ပညာနဲ့လုပ်တယ်လို့တောင်ထင်ရလောက်တယ်အာလူအမဲသားပေါင်းလိုမျိုးရှုပ်ထွေးတဲ့ဟင်းမျိုးတောင်ပုံမှန်ဆိုရင်2 နာရီလောက်ချက်ပြုတ်မှအရသာဝင်တာအခု3 မိနစ်အတွင်းမှာဘယ်လိုလုပ်ပြီးထုတ်ပေးနိုင်မှာလဲဒါကကြိုတင်ဝယ်ထားတဲ့အတင်စားထုတ်ပိုးဟင်းလျာတွေကိုတုံးပြီးလှည့်စားနေတာဖြစ်ရမယ်ဟုတ်တယ်အတင်စားထုတ်ပိုးဟင်းလျာတွေကခုနကလိုအရသာရှိလာတဲ့အမဲသားနဲ့ဘယ်လိုလုပ်တူနိုင်မှာလဲအကယ်၍သူတို့ကအတင်စားဟင်းလျာတွေနဲ့လှည့်စားနေတာဆိုရင်တော့ဒီဆိုင်ကိုအခုချက်ချင်းရိုက်ခွဲဖြစ်မယ်ဆိုင်ထဲမှာတန်တရားဖြစ်နေကြတဲ့အတန်တွေထပ်မံထွက်ပေါ်လာပြန်တယ်နောက်ဖေးမိဖို့ခန်းထဲမှာတော့ကျွန်တော်မြန်ဆန်ပဲစနစ်မျက်နှာပြင်ကိုခေါ်ထုတ်လိုက်တယ်ပြီးတော့ကန်ဆန်းပဲလှည့်လိုက်တယ်နောက်ဆုံးစိတ်လှုပ်ရှားမှုကုန်ခါနီးမှအမဲသားကိုမဲပေါက်သွားတယ်ဒါအပြင်24 နာရီပတ်လုံးအကန့်အသတ်မရှိသုံးဆွဲနိုင်တဲ့မူလဟင်းလျာခွင့်ပြုချက်ရလိုက်တယ်အခြားပစ္စည်းတွေကတော့အတိုင်းတာအလိုက်အပူချိန်ထိန်းပေးတဲ့အေးခန်းကြီးဖြစ်ပါတယ်ဒီစက်ပစ္စည်းရဲ့ဝန်ဆန်အားဟာပုံမှန်ဘတ်စကတ်ဘောကွင်းတစ်ခုစာလောက်ရှိပြီးဟင်းထဲမှာထည့်သွင်းထားတဲ့မြည်သည့်ပါဝင်ပစ္စည်းနဲ့ချက်ပြုတ်ပြီးသားဟင်းလျာမဆိုဒဲအိုးတွေကအသစ်ဆက်ထွက်လာစဉ်ကအရသာအတိုင်းအပူချိန်ကိုအမြဲတမ်းထိန်းသိမ်းပေးထားမှာပါအကျွေးမဲ့တန့်ရှင်းစင်ကြယ်သော area ဆိုင်နယ်နမိတ်တွင်းမှာရှိတဲ့အစီအညစ်အကြေးအနံ့ဆိုးနဲ့အမိုက်တရိုက်မှန်သမျှကိုဧည့်သည်ထိုင်ကုန်ကထသွားတာနဲ့3 စက္ကန့်အတွင်းစနစ်ကအလိုလျောက်တန့်စင်ပေးသွားမှာဖြစ်တယ်ပြီးရင်တော့ကျွန်တော်တွန်းလဲတစ်စီးကိုတွားယူလိုက်တယ်အလွန်လင်းမြန်တဲ့လက်အရှိန်နဲ့အာလူမဲသားပေါင်းစလုံးကြီး4 စလုံးအသားစိမ့်ပဲသီးစလုံးကြီး2 စလုံးကြက်သွန်ဖြူတခွားသီးနဲ့ကြာဆွဲအဆက်ကျော်2 စလုံးပြင်ထမင်းဖြူတအိုးလုံးကိုတွန်းလဲပေါ်အကုန်တင်လိုက်တယ်ကျွန်တော်တွန်းလဲကိုတွန်းပြီးဆိုင်ထဲရောက်လာတဲ့အခါဆိုင်ထဲကလူအကုန်လုံးအံ့ဩတုန်လှုပ်သွားကြတယ်ဟေ့လူတွေအမဲသားတွေပါလားအကုန်လုံးအမဲသားတွေကြီးပဲဒီစလုံးဆိုရင်မိုးမောက်နေတာပဲဒါဘလို့တောင်မြန်ဆန်ရတာလဲဒီအယောင်အသွေးဒီအနက်တက်ကတော့အတင်စားထုတ်ပိုးဟင်းလျာလုံးဝမဟုတ်နိုင်ဘူးစောစောကအရသာနဲ့တစ်ထက်တည်းပဲအမေကြီးကျွန်တော်သူ့ကိုအထင်လွဲမိတာပါဒီကဘာပေါ်မှာ9 ရွန်တဲနဲ့ဒီလိုအစ်စ်မြင့်အမဲသားကိုတကယ်စားရလိမ့်မယ်လို့မထင်ခဲ့ဘူးဟင်းတွေလာပြီးမတိုးကြနဲ့တန်းစီကြဘသူလူဝင်လဲငါသူ့ကိုပိုင်းပစ်မယ်လူကောင်ထွားထွားကြီးကစီကန်းထိမ့်သိမ့်ပေးနေတယ်ဒါပေမဲ့သူကိုယ်တိုင်လည်းမနေနိုင်ပဲဝက်သားစင်ကောအနှစ်ဆော့စ်ကိုပကံဝက်လောက်ခုတ်ခတ်လိုက်သေးတယ်ဒင်းကုန်ယူပါတယ်ပိုင်ရှင်တာဝန်ပြီးမြောက်သွားပါပြီပွဲစဉ်တိုင်းတီးတန့်ထုတ်ကုန်အစ်စ်ကန်ဆန်းခွင့်တစ်ချိန်ရရှိပါတယ်ကန်ဆန်းတာစတင်မလားကျွန်တော်ကချက်ချင်းပဲဟုတ်ကဲ့ကိုရွေးလိုက်တယ်ခုံယူပါတယ်ပိုင်ရှင်တော်ဝင်အဆင့်ရှိအဓိကအစားအစာဖြစ်တဲ့အမဲသားတီးတန့်အမဲသားခောက်ဆွဲကိုမဲပေါက်သွားပါတယ်
ဒီခောက်ဆွဲကရိုးရိုးခောက်ဆွဲမဟုတ်ဘူးအမဲသားကိုပဲအချောင်းလိုက်လီးပြီးခောက်ဆွဲဖက်လုပ်ထားတာပြစ်နဲ့အမဲရိုးပြုတ်ရည်နဲ့နူးညံ့တဲ့ကြက်ဥပွင့်လေးတွေပေါင်းဆက်ထားတဲ့အမဲသားတီးတန့်ဖန်တီးမှုအသစ်နက်ခောက်ဆွဲပါကျွန်တော်တက်ပြင်းတစ်ချက်ရှုလိုက်မိတယ်ဂျုံမုံနည်းနည်းမှမပါတဲ့အမဲသားတီးတန့်ခောက်ဆွဲဖက်တယ်လားဒါခောက်ဆွဲစားနေတာမှမဟုတ်တာဒါကနွားတစ်ကောင်လုံးရဲ့ဝိညာဉ်ကိုစားနေတာပဲကျွန်တော်စိတ်ကူးလိုက်တာနဲ့အမဲသားခောက်ဆွဲတဲ့10ပုံမီးဖို့ချောင်းထဲမှာပေါ်လာခဲ့တယ်နောက်တစ်စက္ကန့်မှာပဲတင်းပြက်တဲ့အနံ့ကမီးဖို့ချောင်းလိုက်ကကိုဖြတ်ပြီးဆိုင်ကမ်းမတစ်ခုလုံးစီအရှိန်ဟုန်နဲ့ပြန့်နှံ့သွားခဲ့တယ်ဆိုင်ကမ်းမထဲမှာငန်းငန်းတက်စားတောက်နေကြတဲ့ဧည့်သည်တွေလှုပ်ရှားမှုတွေအကုန်ခဏရပ်တန့်သွားကြတယ်ဒါဘာအနံ့ကြီးလဲလူကောင်ထွားထွားကြီးကလည်းဝက်သားစင်ပေါ်အနှစ်ဆော့ထမင်းပကံကိုကင်ထားရင်းတူကိုရက်လိုက်တယ်သူ့ရဲ့တံမဏိလိုခန္ဓာကိုယ်ကြီးကတုံရင်လို့လာတယ်ဒီအနံ့ကစောကအာလူမဲသားနှစ်ထပ်တောင်အစတရားမကပိုဆွဲမဲ့စရာကောင်းနေပါလားဝစ်စုံပြေးဝစ်ထားတဲ့ရုံးဝင်နှန်းတယောက်တွေးမျိုးချလိုက်တယ်မီးဖို့ချောင်လိုက်ကစီစိုက်ကြည့်နေရင်းနဲ့ပေါ့စွပ်ပြုတ်ခောက်ဆွဲမွေးရနှံ့နဲ့တူပေမဲ့ရိုးရိုးခောက်ဆွဲတော့မဖြစ်နိုင်ဘူးရိုးရိုးခောက်ဆွဲကဝိညာဉ်ကိုပင်စုပ်ယူနိုင်လောက်တဲ့ဒီလိုအရသာမျိုးဘယ်တော့မှမရှိနိုင်ဘူးလူတိုင်းအသက်အောင်ပြီးစကြည့်နေကြချိန်မှာကျွန်တော်ကအမဲသားခောက်ဆွဲ10ပုံအပြည့်ပါတယ်လက်တွန်းလဲကိုတွန်းပြီးထွက်လာခဲ့တယ်အားလုံးပဲဒီနေ့ပထမဆုံးရက်ဖွင့်ပွဲပါလာရောက်အားပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘူဖေးဆိုင်ကိုအားပေးကြတဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့စောကမှဟင်းပွဲတစ်မျိုးကိုအရေးပေါ်ပြင်ဆင်လိုက်ပါတယ်ပြောပြီးတာနဲ့ဟင်းချိုပုံဖုံးကိုကျွန်တော်ဆွဲဖွင့်လိုက်တယ်အမဲသားတိတက်အမဲသားခောက်ဆွဲပါမြည်ဆန်းကြည့်ကြပါဦးဖုံးအဖုံးဖွင့်လိုက်တဲ့ခဏမှာပဲပုံမိုတင်းပြက်တဲ့အယိုးပြုတ်ကြီးအနံ့ကရေနွေးငွေတွေနဲ့တူဆိုင်တစ်ပြင်းလုံးကိုခဏချင်းဖုံးလွှမ်းသွားခဲ့တယ်အနည်းဆုံးမှရှိတဲ့လူငယ်တစ်ယောက်ကအပူကိုပင်မမှုပဲပထမဆုံးပြေးဝင်လာပြီးဟင်းချိုပုံထဲကနေပထမဆုံးဇွန်းကြီးနဲ့ခတ်ထုတ်လိုက်တယ်ခောက်ဆွဲဖက်တွေရေပေါ်လာတဲ့အခိုက်အတန့်မှာဒီဇိုင်းလုံးကလူတွေအံ့အားသင့်သွားကြရတယ်ခောက်ဆွဲဖက်တွေကအမဲသားပြုတ်ထားသလိုအယောင်တန်းနေတာဒါကအမဲသားကိုဖိချိတ်ပြီးလှုပ်ထားတဲ့ခောက်ဆွဲပဲမျက်မှန်ဝိုင်းနဲ့အဖိုးအိုတယောက်စိတ်လှုပ်ရှားစွာနဲ့အရှိဆုံးကိုတိုးဝေးလာပြီးငါးယွန်တန်ဘူဖေးဆိုင်မှာနန်းတွင်းဆက်ဖို့မှုအဆင့်ရှိတဲ့ခောက်ဆွဲမျိုးစားရလိမ့်မယ်လို့မထင်ထားခဲ့ဘူးဟိုလူငယ်ကတော့မစောင့်နိုင်တော့ပဲတူနဲ့ခောက်ဆွဲကိုပါဆက်ထဲထည့်လိုက်တော့တယ်ခောက်ဆွဲဖက်ပါဆက်ထဲရောက်သွားတဲ့မှာပဲရှားပုံမှာခုံပေါက်နေတယ်လို့ကောင်းမွန်တဲ့ရတာကိုပထမဆုံးအချိန်ခံစားလိုက်ရတယ်သူထေးမင်းခောက်ဆွဲကဘာလို့ဒီလောက်တောင်စိတ်နေရတာလဲမင်းခောက်ဆွဲနဲ့အရိုက်ခံလိုက်ရတယ်လို့တောင်ခံစားရတယ်ဒီမြင်ကွင်းကိုမြင်တော့ဆိုင်တွင်းအပြင်ကရာပေါင်းများစွာသောဧည့်သည်တွေအကုန်လုံးယူသွကုန်ကြတယ်သူထေးရဲ့တောင်းပန်ပါတယ်ကျွန်တော်ကိုတစ်ပတ်ကန်လောက်ပေးပါကျွန်တော်အမေယောဂတဲနေလို့ပါမဆုံးပါခင်ဒီလိုနဲ့တုတ်တာလို့ခောက်ဆွဲမျိုးတစ်လုံးလောက်စားသွားရပါရစေဝစ်စုံပြည့်နဲ့လူလက်ပိုင်းအမျိုးသားတစ်ယောက်ကရှေ့ကိုတိုးဝေးလာပြီးဖဲကြဆန်းငါရွမ်း2000ပေးမယ်ခောက်ဆွဲတစ်ပတ်ကန်စားနေရရောင်းပေးကျွဲဝါတဲ့တထေးတစ်ယောက်ကဆိုင်ပြင်မှာအော်ဟစ်နေတယ်လီချေကတော့သူ့ရဲ့1မီတာကို10စင်တီမီတာရှိတဲ့ခန္ဓာကိုယ်ကြီးကိုအားပြုပြီးရှူသွတ်နေတဲ့လူအုပ်ကြီးတွေကနေအတင်းတိုးထွက်လာခဲ့တယ်သူကအမဲသားခောက်ဆွဲတစ်ပတ်ကန်ကိုလူယူလိုက်ပြီးရှာလူခောက်ဆွဲရှူတန်တဲ့အတူလီချေရဲ့မျက်လုံးတွေကျဲသွားပြီးအသေးခိုက်မတက်အတန်ကြီးနဲ့အရန်ကောင်းတာပဲသူထေးမင်းကကျွန်တော်ရဲ့နှစ်ဖျားပဲမင်းကကျွန်တော်ရဲ့ကျေးဇူးရှင်ဖေစစ်စစ်ပဲဘေးနာကဖော်လိုဝါတန်းကြီးရှိတဲ့တန်ကျဲဆိုတဲ့နာမည်ကြီးလိုက်လွင့်သူဆိုရင်ပိုလို့ပင်ယူသွတ်နေသေးတယ်သူကမအံယုံတမဲပြည့်အိုင်အောင်စားထားပြီးသားဝမ်းပိုက်ကြီးပေါင်းမတက်ဘူးထွက်နေပေမဲ့ဒီဝိညာဉ်ကိုထိမှန်စေတဲ့အယိုးပြုတ်ကြီးအနက်နှာခေါင်းထဲဝင်လာတဲ့အခါသူ့ဝမ်းပိုက်ထဲမှာနေရာလို့နည်းနည်းပြန်ပေါ်လာတယ်လို့အံ့ဩဖွယ်ခံစားလိုက်ရတယ်သူလဲဟင်းချိုပုံးစီလေးဘက်ထွားပြေးသွားပြီးတပုံးကိုအတင်းဖတ်ထားလိုက်တယ်မလူကြနဲ့ဒီတပုံးကဟာဘသူငါစီကလူဝင်လဲငါတန်ကျဲဒီနေ့အသက်နဲ့လဲပြစ်မယ်ညီကိုတို့မင်းတို့ဒီခောက်ဆွဲကဘလောက်တောင်နတ်တုတာလို့အရသာရှိလဲဆိုတာလုံးဝသိမှာမဟုတ်ဘူးငါအခုဒီဆိုင်မှာဘိုက်ပေါက်သေးရင်တော့လုံးဝမနှမျောတော့ဘူးအမဲသားခောက်ဆွဲ30စလုံးကြီး30မိနစ်တောင်မပြည့်တဲ့အချိန်တိုတွင်းမှာပဲပြောင်းသွားအောင်လူစားကြတာလေအိုးဘေးမှာကတ်နေတဲ့နောက်ဆုံးအယိုးပြုတ်ကြီးတစ်ဆက်ကိုတော့ဟိုသူထေးကထမင်းစုံနဲ့တို့ပြီးပါဇက်ထဲထိုးသွင်းလိုက်သေးတယ်ကုန်ပြီထက်ကုန်ပြန်ပြီသူထေးရဲ့တောင်းပန်ပါတယ်နောက်ထပ်နည်းနည်းလောက်ထပ်လုပ်ပေးပါဦးဟင်းရည်တစုံကြီးရရင်တော့ရပါတယ်ဗျာကျွန်တော်ပတ်စံပေးထားပြီးပြီလေကျွန်တော်2နာရီတန်းစီခဲ့ရတာပါခောက်ဆွဲတမြင်တော့မမြင်လိုက်ရဘူးဗျာဒါပေမဲ့စန်းနာကထမင်းနဲ့ဟင်းတွေအကုန်ကုန်သွားရင်တောင်ကျွန်တော်ရဲငွေဝင်တန်အတိပေးတန်ကတတီတီနဲ့မြည်နေတော့ပဲအပြင်မှာတန်းစီနေပြီးမဝင်ရသေးတဲ့သူတွေကအဝေးကြီးကနေဓာတ်ရိုက်ခောက်တဲ့စကန်ဖတ်ပြီးငွေချေကြတာလေနောက်ကျသွားရင်ကျွန်တော်ဆိုင်ပိတ်ပြီးနှင်းထုတ်လိုက်မှကြောက်နေကြတာထန်းကျဲကဘိုက်ပူပူနဲ့ငွေရှင်းကောင်တာရှိကိုအနိုင်နိုင်လျှောက်လာပြီးတထေးအခုဘယ်လိုလုပ်မလဲအပြင်မှာအနည်းဆုံးလူ2000မကရှိနေတော့မယ်ဒါတွေမကဘူးဆက်ပြီးတိုးလာနေတော့ကျွန်တော်ရဲ့မိဖို့ချောင်ကတကယ်ပဲဒိုရေးမုံရဲ့အိတ်ကြီးဖြစ်နေရင်တော့ဒီလောက်များတဲ့လူတွေရဲ့ဘိုက်ကိုမဖြည့်ပေးနိုင်ဘူးလေကျွန်တော်နာရီကိုတစ်ချက်ကြည့်လိုက်တော့မနက်2နာရီခွဲတက်ပြင်းတစ်ချက်ရှိုက်လိုက်တယ်ကိုယ်တိုင်ကအကန့်အသတ်မရှိပြင်ဆင်ပေးနိုင်နေဆိုရင်တော့ကိုယ်တိုင်လည်းနားဖို့လိုသေးတာပဲဒါကိုစဉ်းစားမိပြီးမိုက်ခရိုဖုန်းကိုကင်ကာအားလုံးပဲအများကြီးတောင်းပန်ပါတယ်အခုမနက်အစော2နာရီခွဲရှိပါပြီစိတ်မကောင်းစွာနဲ့အတိပေးချင်တာကဒီနေ့အတွက်ဆိုင်ရဲ့ပါဝင်ပစ္စည်းအားလုံးကုန်သွားပါပြီဒီနေ့ငွေချေပြီးပေမဲ့မစားလိုက်ရတဲ့အစားတောက်ချစ်သူတွေအတွက်ငွေတွေကိုငကိုအတိုင်းပြန်အမ်းပေးသွားပါမယ်မနက်ဖြန်မွန်းလွဲ12နာရီမှာဆိုင်ကိုတိတိကျကျပြန်ဖွင့်ပါမယ်တယောက်ကို9ရွန်ပါပဲဒီစကားလဲထွက်လာရော73လမ်းမတစ်ခုလုံးစိတ်ပြက်အားငယ်စွာနဲ့အော်ဟစ်ကြီးတွားတန်တွေဆူညံသွားတယ်ကျွန်တော်ကီလိုမီတာ300တောင်ညဘက်ကားမောင်းလာခဲ့ရတာပါပတ်စံလဲပေးပြီးပြီလေ
ဟင်းရီဆန်ထမင်းတစ်စုံလောက်ပဲစားရရင်လည်းရပါတယ်ဗျာတထေးမင်းပတ်စံနေတယ်လို့ထင်လို့လားငါအစတရားမကပေးပါမယ်ငါကိုဝင်ပြီးဟိုမဲသားတီးတန့်ခောက်ဆွဲတစ်စုံလောက်စားခွင့်ပေးပါဗျာကျွန်တော်ခေါင်းကိုခါရမ်းပြီးဆိုင်တကားကြီးကိုငိမ်သက်စွာပိတ်လိုက်တယ်အငှားခန်းကိုပြန်ရောက်တော့စနစ်ကဒီနေ့ရဲ့ဝင်ငွေကိုစတင်တွက်ချက်ပေးတယ်စုစုပေါင်းဝန်ဆောင်မှုပေးခဲ့တော့အမီပေါက်အခကြေးငွေပေးစားသုံးသူရောက်4850နဲ့စုစုပေါင်းလက်ငင်းဝင်ငွေ2400ယွမ်တထေးကလူအများပြားလာရောက်သည့်အောင်မြင်မှုကိုရရှိကြောင်းစစ်ဆေးတွေ့ရှိရပြီးမှတ်ချက်ကောင်းလုံးမှာတရားပြည့်မိပါသည်ထို့ကြောင့်ဆိုင်အတွက်အဖိတ်အစင်းမြင့်တင်မှုစိတ်အေးချမ်းမှုနယ်မြေကိုစုအဖြစ်ပေးအပ်ပါသည်ဆိုင်ဤမီတာ100ပတ်လည်တွင်ဝင်ရောက်လာသောမြည်သည့်စားသုံးသူမဆိုပြင်ပတွင်မြည်မြပင်စိတ်တူစိုးရိမ်သို့မဟုတ်ပင်ပန်းနေပါစေဒီနယ်မြေထဲခြေလန်းလိုက်တာနဲ့သူတို့ရဲ့စိတ်အခြေအနေကချက်ချင်းတည်ငြိမ်သွားပြီးအလွန်စင်ကြင်ဉာဏ်ရှိကယဉ်ကျေးလာမည်တန်းစီရာတွင်လည်းအပြည့်အဝစိတ်ရှည်လာမည်ဖြစ်ရာပြဿနာများရံပွဲများနှင့်မတမာသောနီလန်းဖြင့်လူဒန်းစီမှုများကိုတားဆီးပေးမည်ဖြစ်သည်ကျွန်တော်ရင်ထဲမှာဝမ်းသာသွားတယ်ဒီနယ်မြေရှိသွားပြီဆိုတော့စိုးရင်စရာကိစ္စပြေလည်သွားပြီပဲနေ့စဉ်လူထောင်ပေါင်းများစွာကဒီလိုလမ်းကြားထဲမှာတန်းစီနေကြတာလူအုပ်တိုးဝေးတာဒါမှမဟုတ်ရုံရင်းဆန်ခတ်ဖြစ်သွားရင်ဆိုင်ကချက်ချင်းပိတ်ခံရမှာကျွန်တော်ရဲ့9ယွမ်တန်ဘူဖေးကတညတာအတွင်းပြန့်နှံ့သွားပြီးအင်တာနက်တစ်ခွင်လုံးမှာဟော့ဖြစ်သွားခဲ့တယ်အစားတောက်ကြိုက်သူတော်တော်များများကညရင်းချင်းကျွန်တော်ရဲ့ဆိုင်စီကိုဥတီလာနေကြပြီနောက်နေ့မနက်8နာရီမှာတော့ကျွန်တော်ရဲ့ဆိုင်ရှိမှာလူတန်းကြီးရှည်လျားနေပြီ73လမ်းမနဲ့ကီလိုမီတာအနည်းငယ်ဝေးတဲ့မြို့လေခေါင်ကစီကားတဲ့ကုန်းတိုက်မှာတော့ဒီမြို့ရဲ့အဆင့်မြင့်ဆုံး Black Pearl စားတောက်ဆိုင်ရဲ့ VIP အခန်းထဲမှာတထေးရှိုးကမန်နေဂျာကိုချိန်မောင်းနေတယ်မင်းပြောပုံအရမနေ့ညကနေဒီနေ့မွန်းလွဲပိုင်းအထိငါတို့ဆိုင်ရဲ့ဝိုင်းသုံးဆဲတီတီရှိတဲ့အဆင့်မြင့် VIP ကျူတင်ဘူကင်တွေအကုန်ပယ်ဖြတ်လိုက်ပြီဟုတ်လားဥက္ကဋ္ဌချန်ရဲ့တင်ကနန်းတန်ကြီးရှိတဲ့မန်ချူဟန်ပွဲတော်စပွဲဝိုင်းတောင်မှပယ်ဖြတ်လိုက်တယ်ဟုတ်လားဟုတ်ပါတယ်တထေးရှိုးကျွန်တော်ဖုန်းဆက်ပြီးအတီးပြုပြီးပါပြီဥက္ကဋ္ဌချန်ရဲ့အတွင်းရေးမှူးပြောတာတော့ဥက္ကဋ္ဌချန်ကမနေ့ညကဆိုင်တေးသေးလေးတစ်ခုမှာ9ယွမ်တန်ဘူဖေးစားခဲ့တယ်တဲ့ဒီနေ့မနက်အစောကြီးကြတော့လဲထပ်ပြီးသွားတန်းစီနေတဲ့ဥက္ကဋ္ဌချန်တင်မဟုတ်ပါဘူးဥက္ကဋ္ဌလီနဲ့ဥက္ကဋ္ဌချန်တို့ပါအဲ့ဒီလမ်းမပေါ်မှာအကုန်သွားတန်းစီနေကြတာပါမင်းအပိုတွေမပြောနဲ့9ယွမ်တန်ဘူဖေးကငါဆိုင်ရဲ့တဝိုင်းကိုတင်းချီတန်တဲ့အစင်းမြင့်ဧည့်သည်တွေကိုလူယူသွားနိုင်တယ်ဟုတ်လားမင်းကောင်းရိုက်ခံထားရလို့လားဒါမှမဟုတ်ငါ့ကိုလှည့်စားလို့ရတယ်ထင်နေတာလားစင်းရွက်ကေကဒီမျိုးရဲ့စံပြဆိုင်ပဲပါဝင်ပစ္စည်းတွေကိုလေချောင်းနဲ့တည်တာစက်ဖို့မှုတွေကလည်းအစင်းမြင့်စက်ဖို့မှုကြီးတွေသူအိမ်မက်တောင်မဖူးမှမဟုတ်ဘူးတနေ့မှလမ်းဘေးဆိုင်လေးတစ်ဆိုင်ကသူ့ကိုဒီလိုအပြတ်သက်အနိုင်ယူသွားလိမ့်မယ်လို့တထေးရှို့ဗီဒီယိုကိုကိုယ်တိုင်ပဲကြည့်လိုက်ပါတော့အခုအင်တာနက်တစ်ခွင်လုံးယူသွနေကြပြီးဘူးဖေးဆိုင်ကအာလူမဲသားချက်နဲ့အမဲသားခောက်ဆွဲကြောင်းတွေကိုချီသတင်းဖြန့်နေကြတာဒါကတကယ်အံ့ဩဖွယ်ရပဲနောက်ပြီး follower တန်းကြီးရှိတဲ့အင်တာနက်ဆယ်လီတန်းကြီးကအဲ့ဒီဆိုင်တကားဝါမှာလိုက်လွှင့်နေတာလေအဲ့ဆိုင်အတွက်ယူယူမူမူညွှန်ပေးနေတာလျှို့တာလုံးကတက်ပလက်ကိုဆွဲယူလိုက်တော့စကရင်ပေါ်မှာတန်းကြီးကကင်မရာနားကပ်ပြီးအော်နေတယ်မိသားစုဝင်တို့ရေကျွန်တော်အခုအရောက်တရအတွင်းရောက်နေပြီဒီနေ့မွန်းလွဲ12နာရီဆိုင်ဖွင့်တာနဲ့ပထမဆုံးအမဲသားတီးတန့်ခောက်ဆွဲတစ်စလုံးကိုကျွန်တော်အမိရလူရမယ်ဒါကဘယ်မှာခောက်ဆွဲဖြစ်မလဲဒါကအတာလုံးဆုံး7နှစ်အမဲသားကို1မီလီမီတာစီအထက်ထပ်ဖိထားတဲ့အသားတန်တန်အစီနှစ်တွေလေ9ယွမ်တဲနဲ့ရမှာနော်9ယွမ်တဲနဲ့နစ်နာစရာမရှိဘူးလိန်စားတာလည်းမဟုတ်ဘူးဒါပေမဲ့မင်းရဲ့ဝိညာဉ်ကိုပါအလဲထက်လုတ်သွားနိုင်တယ်စကရင်ပေါ်မှာပြည့်နှက်နေတဲ့လမ်းမှာရောက်နေပြီးဆိုင်ရှင်ကအတော်ဆုံးပဲဆိုတဲ့ကွန်မန့်တွေကိုကြည့်ရင်လျှို့သားလုံးရဲ့မျက်လုံးထဲမှာကောက်ကျစ်တဲ့အရေးရောင်တွေဖြစ်ပြေးသွားတယ်အမဲသားတန်တန်နဲ့လှုပ်ထားတဲ့ခောက်ဆွဲကို9ယွမ်နဲ့ရောင်းနေဟုတ်လားဒါမှတကယ်အစ်စ်ဆိုရင်ငါကောင်းကိုဖြတ်ပြီးသူ့ကိုဘောလုံးကန်ဖို့ပေးလိုက်မယ်လက်ကားစည်းကွက်မှာအညံ့စားဆုံးဝက်ပုတ်သားသွားဝယ်ရင်တော့9ယွမ်နဲ့ဘိုက်ဝအောင်ရောင်းပေးနိုင်မှာမဟုတ်ဘူးဒါတကယ်ပယောဂပါတဲ့ဓာတုဆေးတွေတုံးထားတာဖြစ်ရမယ်လူတွေကိုဆွဲလန်းစေမဲ့အရာတွေထည့်ထားတာလည်းဖြစ်နိုင်တာပဲဒါမှအရသာအကောင်းစားတွေပဲစားဘူးတဲ့တထေးတွေကိုဒီလိုယူယူမှုမှုဖြစ်သွားအောင်လုပ်နိုင်မှာဒါကိုတွေးပြီးတော့သူချက်ချင်းဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်ခဲအိုပြဿနာကြီးပြီမြို့ဟောင်း73မြောက်လမ်းမကဘူးဖေးစားတောက်ဆိုင်မှာပြဿနာရှိနေတာသိချတယ်ခဲအိုကျွန်တော်ပြောတာနားထောင်ပါဦးကျွန်တော်ဒီလုပ်ငန်းမှာလုပ်လာတာနှစ်တွေအတော်ကြာပြီးကျွန်တော်ခေါင်းနဲ့အာမခံတယ်သူ့ရဲ့9ယွမ်တန်အမဲသားကဓာတုဆေးတွေနဲ့ပေါင်းဆက်ထားတဲ့အသားအတုတွေသိချတယ်အခုအဲ့ဒီမှာလူထောင်ပေါင်းများစွာစုနေကြတာတယောက်ယောက်များအစားတောက်အစိတ်တင်တာဖြစ်သွားရင်တနိုင်ငံလုံးတုံးလုံးသွားမယ်အဆက်ခွဲမှုကြီးဖြစ်သွားမယ်မင်းကအစားတောက်နဲ့ဆေးဝါးကုတ်ကဲရေးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးပဲဒါကမင်းဆေးကွက်ကိုဝင်ရှင်းပြီးအလုပ်ကျွေးပြုဖို့အကောင်းဆုံးအခွင့်အရေးပဲလေတက်တေအခိုင်မှာရှိလို့လားအခုအင်တာနက်မှာဝေဖန်နေကြတာအများများတယ်တက်တေအသေးချာမရှိဘဲနဲ့ဓာတ်ရိုက်သွားချိတ်ပိတ်လို့မရဘူးစိတ်ချပါခဲအိုကျွန်တော်အခုပဲလူလွတ်ပြီးနာမည်ရင်းနဲ့တိုင်ခိုင်းလိုက်မယ်ဒါအပြင် follower တန်းကြီးရှိတဲ့ဆယ်လီအချို့ကိုပါအကြောင်းကြားပြီးမင်းရဲ့စစ်ဆေးရေးကားနဲ့အတူအခင်းဖြစ်နေရမှာဓာတ်ရိုက်လွင်ပြီးစစ်ဆေးခိုင်းလိုက်မယ်သူတို့ရဲ့မိဖို့ချောင်တွေကတားမြစ်ထားတဲ့ဓာတုဆေးတစ်ထုပ်တွေးလိုက်တာနဲ့သို့မဟုတ်အသားရဲ့အရေးသွေးပြဿနာကိုစစ်ဆေးတွေ့ရှိတာနဲ့အဲ့ဒီဆိုင်ကတမိုင်းရဲ့အရှက်ရပွဲတိုင်းမှာချက်ချင်းစိုက်ထူခံရတော့မှာကောင်းပြီငါစစ်ဆေးရေးအဖွဲ့နှစ်ဖွဲ့ကိုချက်ချင်းလွှတ်လိုက်မယ်10မိနစ်နေရင်ထွက်မယ်မွန်းလွဲ7နာရီခွဲတိတိမှာသူ့မိဖို့ချောင်ကိုချိတ်ပိတ်လိုက်မယ်ဖုန်းချလိုက်တော့လှူသားလုံးကမဲ့ပြုံးလိုက်တယ်ဆိုင်ရှင်ဟုတ်လားငါယွမ်တန်စေတနာရှင်ဟုတ်လားဒီနေ့မွန်းလွဲပိုင်းမှာငါမင်းကိုလက်ထိတ်ခတ်ပြီး
နာမည်ပြက်တဲ့စားတောက်ကုန်လောကကနေထွက်သွားအောင်လုပ်ပြမယ်အချိန်က7 နာရီခွဲကိုမြန်မြန်ဆန်ဆန်ပဲရောက်ရှိလာခဲ့တယ်ဒီအချိန်မှာကျွန်တော်ကမိဖို့ကြောင့်ထဲမှာနက်ဖျားအဆင့်ဟင်းပွဲတွေကိုတစ်ချိန်တည်းထုတ်ယူဖို့ပြင်နေချိန်ဆူးရှားတဲ့အော်ဆွဲတန်တွေလမ်းမတစ်ခုလုံးလွှမ်းမိုးသွားတယ်အဖြူရောင်ရဲကား3စီးကဆိုင်ရှိမှထိုးရက်သွားတယ်စစ်စေးရေးဝန်ထမ်း10ရောက်မကပါပဲလက်ထဲမှာစစ်စေးရေးကိရိယာတွေနဲ့ချိတ်ပိတ်တစိတ်တွေကင်ပြီးဆိုင်ထဲဝင်လာကြတယ်အကုန်ဖယ်ပေးကြပါစားတောက်ကုန်ကုတ်ကဲရေးဌာနကရုတ်တရက်လာရောက်စစ်ဆေးတာပါမသက်ဆိုင်သူတွေအပြင်ထွက်ပေးပါအဲ့ဒီစစ်စေးရေးဝန်ထမ်းတွေရဲ့နောက်မှာတော့ professional camera တွေကိုစီကင်ထားတဲ့ဆယ်လီအချို့ပါလာကြတယ်အဲ့ဒီကစပင်နီနဲ့လူငယ်တယောက်ကကင်မရာကိုကြည့်ပြီးမလို့တမပြုံးလိုက်တယ်ပရိသတ်တို့ရေငါကမင်းတို့ကိုအခင်းဖြစ်နေရစီတိုက်ရိုက်ခေါ်သွားပေးမယ်လူအများပြားရဲ့နာမည်ရင်းနဲ့တိုင်ကြားချက်အရငါယွန်တန်နက်ဖျားအဆင့်ဘူဖေးလို့ကြေညာထားတဲ့ဒီဆိုင်မဲကြီးဟာပြင်းထန်တဲ့အစိတ်ရှိဓာတုအသားနှစ်တွေနဲ့တားမြစ်ပစ္စည်းတွေကိုတုံးထားပါတယ်တဲ့ဒီနေ့တော့ဒီအဆိုင်တရုတ်မှန်ကိုငါတို့လက်ဟပြပေးမယ်ရုတ်တရက်ဖြစ်ပျက်သွားတဲ့အပြောင်းလဲကြောင့်ငြိမ်သက်နေတဲ့လူတန်းကြီးရုပ်ရုပ်တဲတဲဖြစ်သွားတယ်ချိတ်ပိတ်မယ်ဟုတ်လားဘာလို့ချိတ်ပိတ်ရတာလဲငါတို့ကောင်းကောင်းမွန်မွန်စားနေတာကိုဘသူတိုင်လိုက်တာလဲလီချမ်းကပထမဆုံးမကြည်မနှက်ဖြစ်သွားတယ်သူကတန်မဏိတိုင်ကြီးလိုဆိုင်တကားဝမှာကာရက်လိုက်ပြီးမျက်မှန်နဲ့ဒုတိယညွှန်ကြားရေးမှူးကိုဒေါသတကြီးစိုက်ကြည့်လိုက်တယ်ထဲဆန်းတာဝန်ဝတ္တရားကိုအနှောက်ယှက်ပေးရင်မင်းကိုပါတပါးတည်းဖမ်းရလိမ့်မယ်စစ်စေးရေးဝန်ထမ်းအချို့ရှိကိုချက်ချင်းတိုးလာကြတယ်ပဏိပခဖြစ်တော့မဲ့အခြေအနေမှာကျွန်တော်တကားတုံးဖွင့်ပြီးထွက်လာခဲ့တယ်အကိုကြီးလီဖယ်ပေးလိုက်ပါဦးဟင်းမင်းကဆိုင်ရှင်ပေါ့ပြည်သူတွေရဲ့တိုင်ကြားချက်အရမင်းဆိုင်တွေကအသားထုတ်ကုန်တွေဟာဓာတုဗေဒပစ္စည်းတွေနဲ့စက်ရုံသုံးအနက်ရတာတက်တွေကိုပြင်းပြင်းထန်ထန်သုံးဆွဲထားတယ်လို့ထင်တယ်အခုငါတို့မင်းရဲ့မိဖို့ချောင်းကိုအပြည့်အဝပိတ်သိမ်းပြီးပါဝင်ပစ္စည်းအလုံးကိုအခင်းဖြစ်နေရမှာလေနမူနာယူစစ်ဆေးရမယ်ငါပါဝင်ပစ္စည်းတွေပြဿနာမရှိပါဘူးစိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်ကြောက်ကန်းကငါရဲ့ပွင့်လင်းလုံးတဲ့သဘောထားကြောင့်ခဏတော့ကြောက်အံ့သွားတယ်ဆိုင်ရှင်မင်းစိတ်အေးထားပါငါကဥပဒေတိုင်းဆောင်ရွက်တာပါမင်းရဲ့မိဖို့ချောင်းကတန်ရှင်းနေတဲ့၍ငါမင်းကိုအပြစ်မရှိကြောင်းတက်တည်ပြပေးမှာပါလူတိုင်းအမိန့်ကိုနားထောင်ကြစက်ကရိယာတွေယူပြီးမိဖို့ချောင်းထဲဝင်ကြကြက်တုံမြေတပင်တောင်မကြံစေနဲ့စစ်စေးရေးမှု9ယောက်10ယောက်လောက်ဟာအမျိုးမျိုးသောစက်ကရိယာတွေကိုကင်ဆောင်ပြီးစစ်ဆေးဖို့မိဖို့ချောင်းထဲဝင်သွားကြတယ်စိုးသွမ်းတဲ့အားဝေကကြောက်ကန်းနောက်ကနေမိဖို့ချောင်းထဲကပ်ပါသွားတယ်မိသားစုတို့ရေဒီနေ့ငါခမည်းတော်ကိုခေါ်သွားပြမယ်ဒီနက်ဖျားအဆင့်ဘူဖေးဆိုတဲ့မိဖို့ချောင်းထဲမှာစက်ယုံသုံးအနက်ရတတက်တွေတန်နဲ့ချီပြီးဘလောက်တောင်ဝတ်ထားလဲဆိုတာကိုပေါ့ဓာတ်ရိုက်လွှင့်ခန်းထဲမှာကြည့်ရှုသူဦးရေဟာထိတ်လန့်စရာကောင်းလောက်အောင်3 တန်းကျော်သွားပြီဒါပေမဲ့လူတွေမိဖို့ချောင်းထဲဝင်လိုက်တာနဲ့တပြိုင်နက်မင်းတက်သွားကြတော့တယ်တောင်လိုပုံနေတဲ့အရေးသွေးညံဟင်းချက်ထုတ်တွေမရှိဘူးအနံ့ဆိုးထွက်နေတဲ့အမိုက်ပုံးတွေမရှိဘူးမိဖို့ချောင်းတစ်ခုလုံးတန်ရှင်းလုံးလို့မှားယွင်းတဲ့ခံစားချက်ကိုတောင်ဖြစ်ပေါ်စေတယ်စနစ်ရဲ့လုံးဝတန်ရှင်းသောနယ်ပယ်အလိုလျောက်အစွမ်းကြောင့်မိဖို့ချောင်းတစ်ခုလုံးဟာတန်ရှင်းနေတယ်စပွဲခုံရဲ့အလဲတက်တက်မှာရှိတဲ့အပူထိန်အိုးကြီး30အိုးနဲ့ဘေးနားမှာတက်ရက်စွာစီထားတဲ့အာလူအမဲသားနှက်နဲ့အရန်ဟင်းလေးစလုံးကြီးဟာဆူးရှားတဲ့အနံ့နည်းနည်းလေးမှထွက်မနေဘူးသူတို့မိဖို့ချောင်းနဲ့ခြေလန်းလိုက်တဲ့ထိုခဏမှာပဲအလွန်တရာစိတ်ဝင်လာတဲ့အယိုးပြုတ်ရည်အနံ့ဟာသူတို့ရဲ့အနံ့ခံအာယုံကြောတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့တယ်မိပလက်ထိုးဖို့ပြင်နေတဲ့စစ်စေးရေးမှုတယောက်ဟာလဲချောင်းကိုမထိန်နိုင်ပဲတရွေးမျိုးချလိုက်ရတယ်အားဝေကတော့ကင်မရာကိုကင်ထားတဲ့လက်ကြီးလေးထဲမှာတောင့်တင်းသွားတယ်ဒါမိဖို့ချောင်းဟုတ်ရဲ့လားဖုံမှုမရှိတဲ့စက်ယုံထက်တောင်တန့်ရှင်းနေပါလားဒီတစ်ခါတော့ဓာတ်ရိုက်လွှင့်ခန်းတစ်ခုလုံးပွက်ပွက်ရိုက်ဆူသွားတော့တယ်ဒါလမ်းဘေးဆိုင်တေးသေးလေးရဲ့မိဖို့ချောင်းဟုတ်ရဲ့လားကွာဒီစကီးခုံပြောင်းလဲနေတာများမှန်လုပ်ပြီးငါးမျက်နှာပေါ်ကဝက်ချံတွေကိုတောင်ကြည့်လို့ရတယ်စိုးသွမ်းတဲ့အားဝေမင်းပဲစက်မှုလုပ်ငန်းသုံးအနက်ရတက်တွေတန်တဲ့ချီရှိတယ်ဆိုမင်းငါကိုထောက်ပြစမ်းပါဦးဘယ်မှာလဲလို့တစ်နှစ်ကြာစီစာကြောင်တက်တဲ့တန်ရှင်းရေးယောဂရှင်တယောက်အနေနဲ့ငါဒီမိဖို့ချောင်းကိုကြည့်ရင်အလွန်တရာတက်တောင့်တက်တာရှိတဲ့ကျေနပ်မှုကိုခံစားလိုက်ရတယ်ဒီဆိုင်မှာတော့ငါတေချာပေါက်စားရမှာဖြစ်မယ်ကြောက်ကန်းရဲ့မျက်နှာဟာချက်ချင်းပဲကြည့်ရဆူသွားတယ်သူကဝင်လာတာနဲ့တမ်းမိမယ်လို့ထင်ထားတာဒီလောက်စမ်းကြဲတဲ့အထိတန်ရှင်းနေတဲ့ပတ်ဝန်းကျင်ဟာသူကြိုတင်ပြင်ဆင်ထားတာထက်လုံးဝကျော်လွန်နေခဲ့တယ်ဒါပေမဲ့လုံထုံးလုံနီးတိုင်းတော့ဆက်လုပ်ရအောင်ပါပဲကြောက်ကန်းကအဲ့ဒီဟင်းရည်အိုးကြီး30အိုးကိုထောက်ပြပြီးစစ်စေးမှုကိုမြင်မြန်ဆန်ဆန်ဓာတုဗေဒစစ်ဆေးမှုလုပ်ဖို့ချက်ချင်းခိုင်းလိုက်တယ်စစ်စေးမှုတယောက်ဟာလက်ကင်ရှည်ဇွန်းနဲ့အသားတိတက်အမဲသားခောက်ဆွဲအိုးတွေကနေအယိုးပြုတ်ရည်တစုံကိုဂယုတစိုက်ခတ်ထုတ်လိုက်ပြီးစမ်းတက်ပြုံတဲ့ကိုအဆက်အနှဲငယ်အဆက်ချလိုက်တယ်9 မိနစ်အကြာမှာတော့စစ်စေးမှုဟာအစီရင်ခံစာကိုထုတ်ယူပြီးပြောလိုက်တယ်သတင်းပို့ပါတယ်ညွှန်ကြားရေးမှုကြောင့်စစ်စေးချက်ရလက်အရာလူလုတ်ပေါင်းဆက်အနံ့ရတတ်မရှိပါဘူးတာရှည်ခံစေးပါဝင်မှုမရှိပါဘူးဓာတုအရသာတင်စေးမရှိပါဘူးဒါဟာလုံးဝစစ်မှန်တဲ့တဘာဝအယိုးပြုတ်ရည်ပါပဲမဖြစ်နိုင်တာကြောက်ကန်းကစစ်စေးချက်စာရွက်ကိုယူကြည့်လိုက်တယ်ငါယွန်တန်ဟင်းရည်ကတဘာဝအတိုင်းကြိုးချက်ထားတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါတေချာပေါက်စက်ကရိယာချိုရင်းတာပဲအဲ့ဒီအသားကိုစစ်ကြအဲ့ဒီခောက်ဆွဲကိုရောပဲဒါတေချာပေါက်ပေါင်းဆက်ထားတဲ့အသားတွေပဲဖြစ်ရမယ်နောက်ထပ်စစ်စေးမှုတယောက်ကဇာကနာနဲ့အမဲသားခောက်ဆွဲတမြင်ကိုမယူလိုက်ပြီးအနုကြည့်မှန်ပြီးလူအောက်မှာတင်လိုက်တယ်တစ်ချက်ကြည့်လိုက်တာနဲ့သူမတကူလုံးဓာတ်လိုက်သွားတယ်လို့ချက်ချင်းတုံးလုပ်သွားတယ်ဘာဖြစ်လို့လဲစက်ယုံသုံးကော်ဓာတ်တွေစစ်စေးတွေ့ရှိလို့လားကြောက်ကန်းကစိတ်လှုပ်ရှားစွာမေးလိုက်တယ်မဟုတ်ပါဘူးဒါလုံးဝခောက်ဆွဲမဟုတ်ပါဘူးစက်ကရိယာပြသချက်အရဂျုံမုံကစီဓာတ်ပါဝင်မှုသူများဖြစ်နေတယ်ဂျုံပရိုတင်းပါဝင်မှုလည်းသူများဖြစ်နေတယ်အေးလေငါပြောသားပဲပစ္စည်းအတုပါဆိုဂျုံမုံတောင်မပါဘူးဒါပစ္စည်းလေအားဝေကဘေးနားမှာစိတ်လှုပ်ရှားလွန်းလို့ခုံမတက်ဖြစ်နေတယ်ဒါပေမဲ့စစ်စေးမှုကခေါင်းခါပြလိုက်တယ်
ဒါဟာအမဲသားစစ်စစ်နဲ့ပြုလုပ်ထားတာပါတနေရာလုံးတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်ငါ့ကိုနောက်နေတာမလားဂျုံမုံတစ်စိမှမပါပဲအမဲသားစစ်စစ်ခောက်ဆွဲကိုငါယွန်နဲ့ရောင်းနေတယ်ပေါ့ဒီကဘာကြီးယူသွားပြီလားငါကကန်ဆိုးစွာနဲ့နံပါတ်900မြောက်မှာတန်းစီနေရတယ်မဖြစ်နိုင်တာဒါဓာတုဆေးတွေပေါင်းဆက်ထားတဲ့အသားတူပါဆိုကြောက်ကန်းတယောက်ချွေးဆေးတွေပြန်ပြီးတယောက်တည်းရေရွတ်နေမိတယ်ဒီအချိန်မှာဖုန်းကိုကင်ထားတဲ့အာဝေကတော့ဆွဲဆောင်မှုအပြည့်နဲ့ဆူရှနေတဲ့အာလူးမဲသားနှက်စလုံးကိုကြည့်ရင်တတွေးမျိုးချလိုက်မိတယ်လူတိုင်းကြောင်ကြည့်နေကြတဲ့အချိန်မှာမမျော်လင့်ပဲအမဲသားတတုံးကိုယူကာပါဆက်ထဲထည့်လိုက်တယ်အာဝေဖြည်းဖြည်းချင်းဝါလိုက်တာနဲ့ဤဆက်တဲ့အရသာဟာရှာဖျားကနေတဆင့်အုံနောက်စီပြန့်နှံ့သွားခဲ့တယ်ဒီလိုအရသာဟာသူ့ဦးကောင်းခွန်ကိုတောင်ပွင့်ထွက်သွားစေလူနေပါပဲသူ့ဖုန်းကိုကင်ထားတဲ့လက်တွေတောင်တုံရင်လို့လာတဲ့အရန်ကောင်းလုံးနဲ့ငါမှားသွားပါတယ်ဗျာပရိသတ်တို့ရေဒါအမဲသားစစ်စစ်ကြီးဗျဒါကဘာပေါ်မှာအကောင်းဆုံးအမဲသားပဲဒီဆိုင်ကိုဆိုင်ဆုပ်ပါလို့ဘသူထပ်ပြောရဲသေးလဲငါအာဝေအရင်ဆုံးအင်တာနက်ကဆဲလိုက်မယ်ကျွန်တော်ကမိဖို့ကြောင့်တဲကလူတွေအပြည့်အဝကြားရှုံးသွားတာကိုတိတ်ဆိတ်စွာကြည့်နေခဲ့တယ်နှက်ခမ်းထောက်မှာအပြုံးတစ်ခုဖြစ်ပေါ်သွားပြီးနာရီကိုကြည့်လိုက်တော့7နာရီ55မိနစ်ဆိုင်ဖွင့်ဖို့နောက်ဆုံး9မိနစ်ပဲလိုတော့တယ်ကျွန်တော်ရှေ့ကိုတိုးသွားပြီးမေးလိုက်တယ်ညွှန်ကြားရေးမှူးကြောက်ငါဆိုင်ကပြဿနာမရှိပါဘူးနော်ငါဒါကြောက်ကန်းကစစ်ဆေးချက်စာရွက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတယ်ကြောက်ကန်းအကြက်ရိုက်နေတဲ့အချိန်မှာပဲဩဇာညောင်းတဲ့အတန်တန်ထွက်ပေါ်လာခဲ့တဲ့ဒူးညွှန်ကြားရေးမှူးကြောက်ဆရာကြီးလှုပ်လှချီလားရုတ်တရက်ဝစ်ဆုံရှိဝစ်ထားတဲ့တက်ကြီးရွယ်အိုတူဟာတက်တော်ဆောင်၄ယောက်ရဲ့နဲ့တူစားတောက်ဆိုင်ထဲကိုဝင်လာခဲ့တယ်ဒီတက်ကြီးရွယ်အိုကိုမြင်လိုက်ရတာနဲ့ကြောက်ကန်းကချက်ချင်းခေါင်းငုံပြီးတုံတုံရင်ရင်နဲ့ပြောလိုက်တယ်ဆရာကြီးချန်လာသူဟာဒီမျိုးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ချန်ဖုံးဖြစ်နေခဲ့တယ်ချန်ဖုံးကကြောက်ကန်းကိုအေးဆက်စွာကြည့်လိုက်ပြီးငါဒီနေ့တန်းရနဲ့ချီတန်တဲ့စီမံကိန်းအစည်းအဝေး3ခုကိုဖျက်ခဲ့တယ်ဒီလမ်းပေါ်မှာ2နာရီတိတိတန်းစီဆောင်ခဲ့တာဆိုင်ရှင်ကျော်ရဲ့အသားခောက်ဆွဲတငုံကိုစားကျင်လို့ကွာမင်းကြတော့ကောင်းလာကြည်လားလူနည်းနည်းခေါ်လာပြီးခိုင်လုံတဲ့အထောက်ထားတော်မရှိပဲဆိုင်ကိုလာဖျက်ဆီးမလို့လားမင်းကငါချန်ဖုံးကိုအသက်ကြီးပြီလို့ထင်နေတာလားဒါမှမဟုတ်ဒီထန်းဟိုင်မျိုးရဲ့စီးပွားရေးပတ်ဝန်းကျင်ကိုမင်းတို့လိုလူတွေသဘောရှိငွေနောက်ဖို့ခွင့်ပြုထားတယ်ထင်နေသလားမဟုတ်ပါဘူးဆရာကြီးချန်မဟုတ်ပါဘူးငါရှင်းပြတာကိုနားထောင်ပါဦးဒါကစင်းရွက်ဂေဟိုတယ်ကရှိုးရာလုံးကြောင်းပါသူကနာမည်ရင်းနဲ့တိုင်ကြားထားတာပါဒီဆိုင်ကဓာတုအသားတွေတုံးထားတယ်လို့တိုင်တာကြောင့်ငါလဲပုံမှန်တာဝန်ထမ်းဆောင်တာပါဗျာရှိုးရာလုံးချန်ဖုံးကအေးဆက်စွာလှောင်ပြုံးလိုက်တယ်ပင်လယ်ဆိုင်ဟင်းလေးလုတ်ပြီးတသိန်းကျော်ရောင်းရဲတဲ့ကောက်ကျစ်တဲ့လူကဘူဖေးဆိုင်ရဲ့ထိတ်တန်းလက်ရာကိုမရှင်းနိုင်တော့ဒီလိုအောက်တန်းကြတဲ့နီးလန့်တွေကိုတုံးတာပေါ့ညွှန်ကြားရေးမှူးကြောက်မင်းကတော့သူများခိုင်းဖက်ဖြစ်ရတာတော်တော်အကြိုက်တွေ့နေတာပဲဒီစကားကိုကြားလိုက်ရတော့တကားအပြင်ကစားသုံးသူတွေရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်စင်းရွက်ကြီးကတထေးရှိုးကနောက်ွယ်ကဒုက္ခပေးနေတာကိုသူတို့လုတ်တဲ့ဟင်းကဝက်စာလိုပဲကိုဈေးကခေါင်ခိုက်နေသေးတယ်ဆိုင်ရှင်ကိုလာမနာလိုဖြစ်နေတာပေါ့စင်းရွက်ကြီးကိုတပိတ်မောက်ကြခဏချင်းမှပဲလူတွေဒေါသထွက်သွားကြတယ်နောက်ဆုံးမှာတော့ကြောက်ကန်းကစားတောက်ဆိုင်ရဲ့ပါဝင်ပစ္စည်းတွေမှာပြဿနာမရှိကြောင်းကြေညာခဲ့ရတယ်ဒီဖြစ်ရပြီးနောက်မှာတော့ကျွန်တော်ရဲ့စားတောက်ဆိုင်ဟာပိုပြီးတော့တောင်လူကြိုက်များသွားခဲ့တယ်အချိန်ကိုကြည့်လိုက်တော့7နာရီကွက်တီပဲမင်းအတန်ချက်ဆက်ကိုကင်ပြီးတကားအပြင်ကိုထွက်လာခဲ့တယ်လူကြီးမင်းတို့ခမများဆိုင်စတင်ဖွင့်လှစ်ပါပြီစကားအဆုံးမှာလူအုပ်ကြီးစီကအော်ဟစ်တန်တွေထွက်ပေါ်လာခဲ့တယ်ထမင်းစားရပြီဟိညီကိုတို့တိုးကြဟိလီချန်ကငွေကောင်တာရှိကိုပထမဆုံးပြေးဝင်လာခဲ့တယ်လက်ကြီးနဲ့ရိုက်ချလိုက်ပြီးတစ်လွင်နေတဲ့9ယွမ်တန်ငွေကိုစပွဲပေါ်ရိုက်တင်လိုက်တယ်ဆိုင်ရှင်9ယွမ်ငါ့ကိုအဲ့ဒီအမဲသားစစ်စစ်ခောက်ဆွဲပြီးငါရောတပွဲငါလည်းအဲ့ဒီအသားစစ်စစ်ခောက်ဆွဲပဲလိုချင်တယ်ငါမနဲ့ထဲကစောင့်နေတာဗျတထေးသားတယောက်တိုးဝိတ်ခံရလုံးလို့မျက်နှာတွေหนีရဲနေပြီးအစွမ်းကုန်လဲပင်ရှည်ပြီးရှေ့ကိုတိုးနေတယ်ဟင်းပြင်းတဲ့နေရာမှာတော့ဟင်းရီအိုကြီး30အိုးကိုကျွန်တော်လက်ဖွင့်လိုက်တာနဲ့ငွေရနက်ဟာခဏချင်းမှပဲဒီဇိုင်းလုံးကိုလွှမ်းမိုးသွားတော့တယ်ဒါပါအံ့ဩဖွယ်အရသာကြီးလဲငါဝိညာဉ်တောင်ကောင်းကင်ပေါ်ရောက်သွားတယ်လို့ပဲတထေးကြီးချန်ဖုံးပုံမှန်ဆိုရင်နှွေးကျန်းတောက်တာတောင်တောင်းနဲ့ချီတုံးတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဟာအခုတော့ပုံစံမပြတ်ကင်ထားပြီးပကံတစ်ခုကိုကင်ထားတယ်တူနဲ့မလိုက်ပြီးခောက်ဆွဲပါစက်ထဲရောက်သွားတဲ့ခဏမှပဲမျက်လုံးပြူးကျဲသွားပြီးအဖိုးအိုရဲ့ခန္ဓာကိုယ်ကြီးဟာထိုနေရာမှာတင်တောင့်တင်းသွားခဲ့တယ်ခောက်ဆွဲနဲ့ကြက်ဥကျော်ပါဝင်ပစ္စည်းတွေပါစက်ထဲဝင်သွားပြီးတကိုက်ကိုက်လိုက်တာနဲ့အမဲသားရဲ့အသားရည်တွေထွက်ကြလာကကြက်ဥကျော်ပါဝင်ပစ္စည်းတွေနဲ့ပေါင်းဆက်သွားပြီးပြင်းထန်တဲ့အရာတာကိုထုတ်ပေးလိုက်တယ်အရန်ကောင်းလုံးနဲ့ငါတသက်စားခဲ့ဘူးတဲ့နိုင်ငံတော်အခမ်းပွဲဆိုတာတွေဟာဒီခောက်ဆွဲတပကံနဲ့ရှင်လိုက်ရင်စကားနဲ့တောင်တင်စားလို့မရတော့ဘူးသူထိုင်ဖို့တောင်ဂယုမဆိုင်နိုင်တော့ပဲထောင်ကပျက်စီးနေတဲ့ခုံပူလေးပေါ်မှာစောင်းကြောင်ထိုင်လိုက်ပြီးခောက်ဆွဲစားတန်တွေထွက်ပေါ်လာခဲ့တယ်လူရနဲ့ချီပြီးမျက်ရည်ကျလောက်အောင်ထိခိုက်ခံစားနေရတယ်လူတွေရဲ့အတိအမြင်ကိုပြောင်းလဲပြစ်နိုင်တဲ့အစားအစာကိုအငမ်းမရစားသုံးနေကြတာပါဒီအချိန်မှာကျွန်တော်ကစိတ်လှုပ်ရှားစွာနဲ့ systematic level ကန်ဆန်းမဲကိုဖွင့်လိုက်တော့လို့ပြောလိုက်တယ်ဂုံယူပါတဲ့ပိုင်ရှင်မာလာကြောက်ပုစွန်ကြီးပေါက်ပါပြီအကောင်းစားကနန်းနှစ်ရေချက်ဦးရဲ့ပေါက်ပါပြီဟင်းနှစ်ခွက်ရဲ့အကြောင်းအရာကိုဖတ်ပြီးတာနဲ့စိတ်ထဲအံ့ဩသွားရတယ်ကြောက်ပုစွန်ကြီးတွေရဲ့အရွယ်စားကစံချိန်မီပေါင်း30မှရှိနေတယ်အကောင်းစားကနန်းနှစ်ချက်ဦးဟင်းကတော့အပြင်ပန်းကရိုးရိုးချက်ဦးနဲ့တူပေမဲ့အတွင်းထဲမှာတော့ကနန်းနှစ်တွေကြီးပဲဒီဟင်းနှစ်ခွက်ကိုထုတ်ရောင်းလိုက်ရင်ဘယ်လောက်ထိကြရက်ထသွားမလဲဆိုတာမတွေးဝန်းစရာပဲဒီအချိန်အထက်မြင့်အခန်းထဲမှာတော့
သူစေလွတ်လိုက်တဲ့ လွင့်သူပါတစ္ဆာဖောက်သွားတာကိုကြည့်ပြီးလူသားလုံးရဲ့လက်တွေတုံရင်နေခဲ့တယ်။သွားပြီ။အကုန်သွားပြီ။ဒီအချိန်မှာစားတောက်ဆိုင်မန်နေဂျာပြေးဝင်လာပြီးဥက္ကဋ္ဌလီကိုမကောင်းတော့ဘူး။ခုနကအောက်ထက်ကတာဝန်ခံဖုန်းဆက်လာတယ်။ဒီနေ့ညအတွက်ဘိုကင်တွေအကုန်ဖျက်လိုက်ကြပြီတဲ့။ဒီမှာပဲအမြဲအခန့်လေးရှိတဲ့တထေးကြီးတွေလည်းကျွန်တော်တို့ကို blacklist တွင်းသွားကြပြီ။သူတို့အခုလမ်းအမှတ်73မှာတန်းစီနေကြတယ်။ပေါက်ကရဒါလက်ကွက်ပဲဖြစ်ရမယ်။ငါးယွန်းနဲ့လား။ तू ဘလို့လုံးငါးယွန်းနဲ့ရောင်းနိုင်မှာလဲ။သွားကားပြင်ထားစမ်းငါကိုယ်တိုင်သွားကြည့်မယ်။သူ့ရဲ့အကောင်းစားအမဲသားဆိုတာရောစစ်ဆေးစရာမလိုတဲ့ခောက်ဆွဲဆိုတာရောဘာဆေးတွေခတ်ထားလဲဆိုတာငါသွားကြည့်မယ်။ငါလူသားလုံးပင်လဲစာလှုပ်လာတာတက်တန်းတဝက်မကတော့ဘူး။ငါရှာကဘယ်ဆက်ပစ္စည်းထက်မဆိုပုံမှန်နဲ့အမှားနည်းနည်းလေးတွေ့တာနဲ့ငါအသက်နဲ့လောင်ကြီးထပ်ပြီးအပြက်တရားဆွဲပစ်မယ်။မွန်းလွဲ3နာရီမှာပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေအကုန်ကုန်သွားခဲ့တယ်။ဘိုက်စာလုံးလုံးမျက်လုံးညီနေတဲ့စားသုံးသူတွေဟာစူပါစိတ်ငင်းချမ်းရေးစွမ်းအားရဲ့အကူအညီနဲ့မပြန်ချင်းတဲ့ဆိုင်တွေကထွက်သွားကြတယ်။ပြီးတော့လမ်းဘေးမှာထိုင်စရာရှာပြီးညနေစာစားချိန်ကိုစိတ်ရှည်လက်ရှည်စောင့်နေကြတယ်။ကျွန်တော်တကားပိတ်ပြီးမိဖို့ကြောင့်လည်းပြန်ဝင်ကဗီဒီယိုရိုက်လိုက်တယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကစားတောက်ဆိုင်ပိုင်ရှင်စောပါ။ဒီနေ့မွန်းလွဲပိုင်းအားပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။အားလုံးရဲ့အားပေးမှုကိုတုံ့ပြန်တဲ့အနေနဲ့ရောကွဲရမှာကလိန်ကချစ်လုပ်တတ်တဲ့တိုင်ဘက်တွေကိုတကယ်အစားတောက်ဆိုတာဘာလဲဆိုတာပြသဖို့အတွက်ရောဒီနေ့ည6နာရီမှာဟင်းပွဲတစ်တွေထပ်တိုးပေးပါမယ်။ပြောပြီးတာနဲ့စနစ်နဲ့ချိတ်ဆက်ထားတဲ့ရေခဲတစ်တာတကားကိုဖွင့်လိုက်တယ်။ပြီးတော့မဟာကြောက်ပစွန်ကြီးတစ်ကောင်ကိုထုတ်ပြီးစင်းနီတုံးပေါ်တင်လိုက်တယ်။ထို့နောက်ကြက်ဥတစ်လုံးကိုခောက်လိုက်ရခဏချင်းမှာပဲရွှေဝါရောင်ကနန်းစီတွေပကံထဲစီးကြလာခဲ့တယ်။ဒီကြက်ဥကိုအကောင်းစားကနန်းနဲ့ကြက်ဥဟင်းလို့ခေါ်ပါတယ်။ဒီကြောက်ပစွန်ကိုတော့မဟာမာလာကြောက်ပစွန်ကြီးလို့ခေါ်ပါတယ်။ဒီနေ့ည6နာရီအချိန်မှရောင်းပေးပါမယ်။ဈေးနှုန်းကတော့တယောက်ကို9 ရွမ်မပြောင်းလဲပါဘူး။ကြိုက်တဲ့လောက်စားပိုင်းမဝရင်ကျွန်တော်တာဝန်ပါ။ဗီဒီယိုတင်ပြီးတနားရီတောင်မပြည့်သေးဘူးပောက်ကွဲသွားခဲ့တယ်။ခါမဲ့အကွက်ထဲမှာအကုန်အံ့ဩနေကြတယ်။ညနေ9နာရီမိနစ်50မှာလမ်းအမှတ်73မှာလူတွေပြည့်ကျက်နေပြီ။9 ရွမ်တဲနဲ့ပေါင်14တဲ့ကြောက်ပစွန်နဲ့ကနန်းနဲ့ကြက်ဥစားရမယ်လေလား။ဒါလူလောက်တာရောဟုတ်ရဲ့လား။ငါနောက်ပြည်နယ်ကနေဟယ်လီကော်ပတာငှားလာတာတောင်လမ်းထိပ်မှာတင်တိုးလို့မရတော့ဘူး။ငါတသိန်းပေးမယ်ဘသူငါ့ကိုနေရာရောင်းပေးမလဲ။ဒီအချိန်တန်းစီနေတဲ့လူအုပ်ထဲမှာမျက်မှန်နဲ့ mask အနက်တက်ထားတဲ့လူတစ်ယောက်ချောင်းကြည့်နေခဲ့တယ်။ဒီလူဟာတခြားသူမဟုတ်ပါဘူးယူသားလုံးပါပဲ။လောကအကြောင်းမသိတဲ့ငတုံးတွေပေါင်14တဲ့ကြောက်ပစွန်နဲ့ကနန်းနဲ့ကြက်ဥကို9 ရွမ်တဲနဲ့စိတ်ကြိုက်စားရမယ်ဆိုတာဘသူကယုံပါလဲ။အယူပဲယုံပါ။ဒါ3 နှစ်မှတ်ကခဲထားတဲ့တင်နေတဲ့ပစွန်တွေဖြစ်ရမယ်။သို့မဟုတ်ပစွန်သေးတွေကိုအယောင်ဆိုးပြီးဆက်ထားတာဖြစ်ရမယ်။ဒီကြက်ဥဆိုရင်လည်းဈေးပေါ်တဲ့ဘာမဆိုရောထားတဲ့အမိုက်တွေဖြစ်ရမယ်။ဒီနေ့သူလာတာကလိန်ကချစ်တွေကိုဖော်ထုတ်ဖို့ပဲ။ဒီစူပါပင်လယ်စာဆိုတာကိုကိုယ်တိုင်စားကြည့်ပြီးဆိုင်ထဲမှာတင်ဒီချင်းကိုဖွင့်ချပစ်မယ်6နာရီတိတိမှာကျွန်တော်ဆိုင်တကားကိုဖွင့်လိုက်တာနဲ့ထန်းကျဲကပထမဆုံးပြေးဝင်လာခဲ့တော့တယ်။လူအုပ်ကြီးကြားထဲမှာတိုးဝိပါလာတဲ့ရှူတာလုံးဟာပရိသတ်ရဲ့တွန်းပို့မှုနဲ့တူခမ်းမကြီးတဲ့ကိုရောက်ရှိသွားခဲ့ပါတယ်။သူခမ်းမတဲ့ကိုခြေလန်းလိုက်တဲ့ခဏမှာပဲတကိုယ်လုံးတောင့်တင်းသွားခဲ့ရတယ်။ခမ်းမရဲ့အစုံနာကအစားအစာပြင်ဆင်ထားတဲ့နေရာမှာအထူးပြုလုပ်ထားတဲ့စကီအပူထိန်ပကံကြီးလေးခုစီတန်းရှိနေပြီးအဲ့ဒီထဲမှာပထမလိုအယောင်ဝါတွေဖြာထွက်နေတဲ့တကောင်စီဟာအလွန်ရှည်လျားလာတဲ့ကြီးလိုက်တာနဲ့ထိတ်လန့်စရာကောင်းလောက်အောင်ကြီးမားလာတဲ့ဘော့စတွန်ကြောက်ပင်လေပစွန်ကြီးတစ်ဆက်ကောင်မကရှိနေတာပါအဲ့ဒီပစွန်ကြီးတွေဟာမိတောင်ချော်ရည်လိုစူပွက်နေတဲ့ငရုတ်စီနီနီတွေထဲမှာငြိမ်သက်စွာလဲလျောင်းနေကြတယ်တုတ်ခိုင်လာတဲ့ပစွန်လက်မကြီးတွေပေါ်မှာဆိုရင်ချက်ထားခါစားရွှေဝါရောင်အမွှေးနှံသားစီဆက်ကလေးတွေတောင်တင်ကျန်နေသေးတယ်အဲ့ဒီဘေးကအပူထိန်စင်အခြားတနေရာမှာတော့တောင်လိုပုံနေတဲ့ကြက်ဥတွေစီကနေအငွေ့နွေးနွေးလေးတွေထွက်ပေါ်နေပါတယ်လျိုတာလုံရဲ့လဲချောင်းဟာထိန်ချုံမရအောင်လက်တွေးတွေခါခါမျိုးချနေမိတယ်အနှစ်သုံးဆယ်လုံးလုံးအစားတောက်ပညာရှင်ကြီးတယောက်အနေနဲ့သူ့ရဲ့နှာခေါင်းအနံ့ခံအာယုံကဘယ်တော့မှမမားနိုင်ဘူးဆိုတာသူသိတယ်ဒီအနံ့ဟာအေကန်မှုချလက်လက်ဆက်ဆက်ပစ္စည်းစစ်ပဲမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးအနံ့ပဲမှုရပါစားလိုက်ရင်ပုတ်ဆက်နေတဲ့အသားတွေပဲဖြစ်မှာဖြိုတာလုံးဟာအယူတယောက်လိုကိုကိုလှည့်ဖျားနေခဲ့တယ်သူငွေရှင်းပြီးတာနဲ့အစားတောက်ယူတဲ့စင်စီကိုအယူတယောက်လိုပြေးဝင်သွားခဲ့တယ်ငရုတ်စီနီနီတွေတဲကနေ10ပေါင်လေးတဲ့ပစွန်ကြီးတစ်ကောင်ကိုခက်ခက်ခဲခဲဆွဲထုတ်လိုက်ပြီးကြက်ဥနှလုံးကိုပါဆွဲယူကထောက်ဆုံးကစပွဲမှာသွားထိုင်လိုက်တယ်ပြီးတော့မျက်နှာပေါ်ကမျက်မှန်နဲ့နှာခေါင်းစည်းကိုဆွဲချွတ်လိုက်ပြီးဇွန်းတေးသေးလေးတစ်ချောင်းကိုအမြန်ဆွဲယူကအဲ့ဒီကနန်းနဲ့ကြက်ဥကိုခွဲလိုက်ပါတော့တယ်ဂျိန်းကြက်ဥခုံကွဲအပ်သွားတဲ့ခဏမှာပဲလျိုတာလုံးရဲ့သူငယ်အိမ်ဟာရုတ်တရက်ကျင်းပြောင်းသွားခဲ့ရတယ်အရေးပြောနေတဲ့ရွှေစင်ရွှေခဲလေးတွေလိုအထူးတန်းစားကနန်းစီတွေဟာအတုံးလိုက်အတက်လိုက်ပြည့်စုံလာတဲ့ကနန်းနဲ့ကနန်းဥတွေနဲ့ရောရှက်ပြီးကြက်ဥခုံရဲ့ချီနှောင်မှုကနေရုတ်တရက်ပောက်ကွဲထွက်လာတာပကံဖြူဖြူရဲ့အောက်ခြေတစ်ခုလုံးစီစီးဆင်းသွားခဲ့ပါတယ်အဲ့ဒီမွေးကြိုင်လာတဲ့အနမ်းကြောင့်ရှိုတာလုံးရဲ့အုံနောက်တစ်ခုလုံးခဏတာပလာဖြစ်သွားရတယ်ဒီအယောင်သွေးကိုကြည့်လိုက်တာနဲ့ဒါဟာအထက်တန်းစားတံမိုးကြီးကနန်းစစ်ဆိုတာသူတန်းသိလိုက်တယ်ဒါတွေမကဘူးအကောင်းဆုံးအနှစ်နဲ့ဥတွေကိုပဲတီးတန့်ထုတ်ယူထားတာဖြစ်ပြီးကနန်းသားနဲ့အညစ်အကြေးနည်းနည်းမှတောင်ပါမနေဘူးဒါပေမဲ့ဒါတွေအကုန်လုံးကိုအပြစ်စာမရှိတဲ့ကြက်ဥတစ်လုံးနဲ့စီဘလို့လုပ်ပြီးထည့်သွင်းထားတာလဲလျိုတာလုံးရဲ့အုံနောက်ဟာပြင်းထန်စွာဝါယာရှော့ဖြစ်သွားခဲ့ရပြီးသူဟာကနန်းနှစ်တွေစီးကျနေတဲ့ကြက်ဥကွန်တစ်ချမ်းကိုလက်နဲ့တိုက်ရိုက်ကန်ယူလိုက်ပြီးပါဇက်ထဲအတင်းထိုးထက်ကငုံဆုပ်ယူလိုက်တော့တယ်တကူလုံးမိုးကြိုးပစ်ချခံလိုက်ရတယ်လို့ပဲရွှေဝါရောင်ရေကန်ကြီးတဲ့ရောက်ရှိသွားတယ်လို့ခံစားလိုက်ရပြီးရေသူမလေးတွေအများကြီးကသူ့ကိုဝိုင်းရံပြီးကပ်ပြနေကြတယ်လို့ပါပဲဖះသခင်ကြီးဒါဟာလွန်လွန်ကဲကဲကိုအရသာရှိလွန်လှကြည်လား
ဆက်လက်ပြီးသူဟာပစွန်လက်မောက်ကိုခောက်ခွဲလိုက်ရာကလေးလက်မောင်းစာများတုတ်ခိုင်လာတဲ့အပြည့်အဝပစွန်သားကြီးဟာသူ့မျက်စိရှိမှလှပစွာပေါ်ထွက်လာခဲ့ပါတယ်။လျှိုရာလုံးဟာပါဆက်ကြီးကြဲကြဲဟပြီးတကိုက်ကိုက်ချလိုက်တယ်။ဒီပစွန်သားဟာသူ့ပါဆက်ထဲမှာယူသွစွာတုံခါနေတာပါ။သူဝါလိုက်တဲ့အချိန်တိုင်းမှာမီတာတောင်းချီနဲ့ဆိုင်တဲ့ပင်လယ်နဲ့ထဲကတားရဲကြီးတစ်ကောင်နဲ့လုံးထွေးသက်ပုတ်နေရတယ်လို့ခံစားရစေတယ်။ဒီခံစားချက်ဟာသမုတ်တရားထဲမှာလှိုင်းစီးနေရတယ်လို့ပဲ။ကွက်တိကျလာတဲ့အဆက်တက်ကသူ့ရဲ့အုံနောက်ခုံကိုတောင်ပွန့်ထွက်သွားစေမတတ်ပါပဲ။တလုံးမျိုးချလိုက်ရုံနဲ့အသက်ပူရှည်သွားတယ်လို့ခံစားလိုက်ရတယ်။ကျုပ်လျှိုရာလုံးလက်ထဲကပစွန်လက်မခွန်ဟာစပွဲပေါ်ကိုလေးပင်စွာပြုတ်ကျသွားခဲ့တယ်။သူဟာအနီရောင်စီတွေနဲ့ရွှေဝါရောင်ကနန်းနှစ်တွေပေကျန်နေတဲ့သူ့ရဲ့လက်နှစ်ဖက်ကိုငေးကြောင်ကြည့်နေမိတယ်လို့သူ့လိုပဲမျက်ရည်ကျရင်ယူယူမူမူဝါမျိုးနေကြတဲ့ဘေးပတ်ဝန်းကျင်ကစားသုံးသူတွေကိုလည်းလှည့်ကြည့်လိုက်မိတယ်။သူ့ကဘာကြီးပြိုလဲသွားခဲ့ပြီ။သူဟာဒီဆိုင်ကိုလာပြီးအမားရှာဖော်ထုတ်ဖို့ကြံစီခဲ့တာလေ။ဒါဟာတေတွင်းတူတာမဟုတ်ရင်ပါလေ။တူတောင်းလာတဲ့3နာရီအတွင်းမှာပဲ။ကြော့အိမ်စားတော့ဆိုင်ငါယွန်တန်နက်ဖျားအဆင်ပင်လေစား10ပေါင်လေးပစွန်ကြီးခနန်းနှစ်တီးတန်ထာဝရကျက်ဦးဆိုတဲ့ခေါင်းစဉ်စကားလုံးတွေဟာအရှိန်ဟုန်နဲ့ပြည်တွင်းကလူမှုကွန်ရက်ပလက်ဖောင်းအားလုံးရဲ့ trend ဇယားထိပ်ဆုံးကိုတင်ပိုက်လိုက်ပါတယ်။ဒါရင်မကပဲနေဆက်တွေကိုပါဖျက်ကျော်သွားခဲ့ပြီးနိုင်ငံတကာအင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးလုံးဝပောက်ကွဲသွားခဲ့ရပြီ။ Oh my god ဒါအရှိတိုင်းရဲ့စူပါမော်တက်လားတပိတ်တာနီးပါးရှိတဲ့ကနန်းရဲ့အနှစ်သာရတွေကိုပြည့်စုံလာတဲ့ကျက်ဥတစ်လုံးနဲ့ထည့်သွင်းထားတာကိုမီရှလင်းကျဲ3ပွင့်အဆင့်ရှိစပိုမူကြီးတွေတောင်မှဒီရူပဗေဒသဘောတရားကိုနားမလည်နိုင်အောင်ဖြစ်သွားကြရတယ်။10ပေါင်လေးတဲ့ Boston ပစွန်ကြီးတစ်ကောင်ကို$တောင်မပြည့်တဲ့ဈေးနဲ့ရောင်းချနေတယ်လေလား။အိုးဖះသခင်ရဲ့တရုတ်ပြည်ကိုသွားဖို့လေရင်လက်မှတ်အခုချက်ချင်းဘိုကင်တင်ရမယ်။နနက်မိုးလင်းစချမ်းဟိုင်မြို့နိုင်ငံတကာလေးစိတ်လေကြောင်းထိန်းသိမ်းရေးမှုဟာရေတာဖန်သားပြင်ပေါ်မှာပြည့်နှက်နေတဲ့ပြားအောင်လို့ဆင်းသက်ခွင့်တောင်းနေကြတဲ့ကိုပိုင်လေရင်တင်ကေတာတွေကိုကြည့်ပြီးရွှေစည်းများရုတ်တရက်ကြောပြင်တစ်ခုလုံးဆူရွှဲသွားခဲ့ပါတယ်။ Gulf Stream 650 Bombardier Global 9500နောက်ဆုံးအရှိအလဲပိုင်းရာဇဝင်ဝင်မင်းမျိုးမင်းတွေရဲ့အထူးပြုပြင်ထားတဲ့ Boeing 948ဧည့်သည်တင်လေရင်ထိပါဝင်ပါတယ်။ထိန်းသိမ်းရေးမှုဟာတတွေးကိုမျိုးချလိုက်ပြီးဒီနေ့ဘာနေမို့လို့လဲကုလသမဂ္ဂကငါတို့ချမ်းဟိုင်မြို့မှာလှုပ်ဝက်ထိပ်သည့်အစည်းအဝေးလာကျင်းပနေတာလားလေစိတ်အပြင်ဘက်ကဘက်ပါလမ်းကြောင်းမှာတော့ပုံမှန်ဆိုမြင်တွေ့ရခဲ့တဲ့ Rolls-Royce Phantom Maybach Pullman နဲ့ကြီးကစနစ်ပါတဲ့ Cadillac တွေပြည့်နေရနာထားပါတယ်ဝစ်စုံနဲ့ဝစ်စင်ပြီးနေကမျက်မှန်တက်ထားတဲ့တက်တော်ဆောင်မြောက်များစွာဟာစီစစ်ဆောင်ကျက်နေကြပါတယ်ကဘာအနှံ့အပြားကရောက်ရှိလာကြတဲ့ဒီထိပ်တန်းတထေးကြီးတွေအရှိအလဲပိုင်းရေနံတထေးကြီးတွေဥရောပမျိုးရိုးစင်ဆက်တထေးကြီးတွေဟာအထုပ်ပိုးတွေကိုတောင်မယူနိုင်ပဲလေရင်ပေါ်ကစင်စင်ချင်းပထမဆုံးစကားအဖြစ်မပီကလာတရုတ်ဘာသာစကားနဲ့အော်ဟစ်လိုက်ကြတာကတော့မြင်းမြန်းမြို့ဟောင်း73လမ်းကိုချက်ချင်းသွားဘာပဲပေးရကြော့အိမ်စားတောက်ဆိုင်ဆိုတဲ့နေရာရဲ့နေရာလုတ်ကိုရအောင်ယူခဲ့နနက်10နာရီ73လမ်းနိုင်ငံခြားတန်ယုံနံပါတ်ပြတက်ဆင်ထားတဲ့ပထမဆုံးကြီးက Rolls-Royce ဟာဒီဟောင်းနှွမ်းနေတဲ့လမ်းဟောင်းနဲ့စတင်မောင်းဝင်ဖို့ကြိုးစားလိုက်ချိန်မှာပဲ driver ဟာစိတ်ပြက်လက်ပြက်နဲ့တွေးလိုက်ရတာကဒီနေရာဟာချင်းတကောင်တောင်တိုးဝင်လို့မရနိုင်တဲ့လူတိုင်းကြီးအဖြစ်ပြောင်းလဲနေခဲ့ပါပြီလမ်းထိပ်ကနေကြော့အိမ်စားတောက်ဆိုင်ရဲ့တင်းကျပ်စွာပိတ်ထားတဲ့အတန်လိတ်တကားရှိထိလူပေါင်းတောင်းနဲ့ချီတန်းစီနေကြတာပါတန်းစီစနစ်ထဲမှာတော့လီချန်နဲ့ဖော်လိုဝါတန်းကြီးရှိတဲ့ online ဆယ်လီထန်းကျဲတို့ဟာဒီအစားအသောက်ယူတူတူတွေရဲ့ခေါင်းဆောင်ဖြစ်စောစီးစွာရောက်ရှိနေခဲ့ကြပါပြီသူတို့ဟာခောက်ကလထိုင်ကိုစီနဲ့တန်းစီစရာရဲ့အရှိဆုံးမှာထိုင်နေကြပြီးအဆောင်ရှောက်နဲ့ဖျားနှစ်ပါးလိုပါပဲဒီ Rolls-Royce စီကအတန်ဝေါနဲ့ဟွန်းတန်ထွက်ပေါ်လာပါတယ်ရွှေရောင်စပင်အပြာရောင်မျက်လုံးနဲ့တက်တော်ဆောင်ချိုဟာကားတကားကိုရိုင်းဆိုင်စွာတုံးဖွင့်လိုက်ပြီးတန်မိုးကြီးစိန်လက်စွပ်ဝစ်စင်ထားတဲ့အာရက်ရိုးရာဝိယုံဖြူဝစ်စင်ထားပြီးမုတ်စိတ်မွေးနဲ့အရှိလဲပိုင်းတထေးကြီးတဦးကိုခြံရံကဆင်းလာခဲ့ပါတယ်အာလီလို့အမည်ရတဲ့ဒီရေနံတထေးကြီးဟာပိုင်ဆိုင်မှု$ဘီလီယံ100ကျော်ရှိသူပါသူဟာမျက်စိရှိကဒုက္ခသည်စခန်းလိုဖြစ်နေတဲ့တန်းစီနေတဲ့လူအုပ်ကြီးကိုကြည့်ပြီးမျက်မှောင်တွန့်သွားခဲ့ပါတယ်သူတသက်မှာမီရှလင်းကျဲ3ပွင့်ရစားတောက်ဆိုင်တွေသွားရင်တောင်တီးတန့်ရှင်းလင်းခိုင်းခဲ့တာပါပြင်သစ်ထိပ်တန်းစားဖို့မှုကိုတောင်ရဟတ်ရင်နဲ့သူ့ရဲ့တဲကန်နာရနန်းတော်စီလာရောက်ချက်ပြုတ်ခိုင်းခဲ့သူပါတန်းစီတယ်ဆိုတဲ့စကားဟာသူ့ပြည်တန်ထဲမှာလုံးဝမရှိပါဘူးသွားအဲ့ဒီဆိုင်ပိုင်ရှင်ကို$1တန်းပေးလိုက်ငါဒီဆိုင်ကိုတရက်စာငားမယ်လို့ပြောလိုက်ကိုကြောက်ပစွန်နဲ့ကနန်းနှစ်ဥတွေကိုအကုန်လုံးငါကားထဲယူလာခဲ့ခိုင်းငါဒီရက်သားတွေနဲ့တိုးဝေးမနေချင်ဘူးစကပြန်ကခေါင်းငိမ့်လိုက်ပြီးတက်တော်ဆောင်2ယောက်နဲ့အတူလူအုပ်ကိုရိုင်းဆိုင်စွာဖယ်ရှားလိုက်ပါတယ်တန်းစီစရာရဲ့အရှိဆုံးကိုခြေလန်းကျဲကျဲနဲ့ရှောက်သွားပြီးကြော့အိမ်စားတောက်ဆိုင်ရဲ့တန်လိတ်တကားကိုပြင်းထန်စွာပုတ်လိုက်ပါတယ်တကားဖွင့်ဆန်းဆိုင်ရှင်တကားဖွင့်အင်မတန်အရေးပါတဲ့ဘက်ဧည့်သည်ကြီးမင်းကိုတွေ့ချင်နေတယ်ဘာကိစ္စလဲ12နာရီမထိုးသေးရင်ဆိုင်မဖွင့်ဘူးဟဲဆိုင်ရှင်ကြော့မဟုတ်လားမင်းတော်ကန်ကြီးမားတာပဲဟိုမှာရက်နေတဲ့သူကိုမြင်လားအရှိအလဲပိုင်းကရေနံမင်းသားလေမင်းသားအာလီကပြောလိုက်တယ်$1တန်းပေးမယ်တဲ့မင်းရဲ့ဒီနေ့အတွက်ကုန်ကျန်းတွေနဲ့အချိန်ကုန်လုံးကိုဝယ်မယ်မင်းအခုချက်ချင်းတကားပိတ်လိုက်ဟင်းတွေကိုပြင်ဆင်ပြီးကားပေါ်တင်ပေးလိုက်ဒီ$တန်းဟာမင်းရဲ့အကောင့်ထဲချက်ချင်းရောက်သွားလိမ့်မယ်ဒီစကားလဲထွက်လာရောဘေးပတ်ဝန်းကျင်ကတန်းစီနေတဲ့လူအုပ်ကြီးဟာတပြင်းချလိုက်ကြပါတယ်$တန်းဆိုတာတရုတ်ယွမ်9တန်းမကဘူးငါယွမ်တန်ဘူဖေးတစ်နက်စားဖို့အတွက်နဲ့တင်ဒီလောက်ထိကျွယ်ဝပြနေတာဟာအံ့ဩစရာပါပဲဒါပေမဲ့စမ်းကြဲတာကကျွန်တော်ဟာခေါင်းခါပြလိုက်ပြီးဆိုင်တကားဝါကဆိုင်းဘုတ်ကိုလက်ညှိုးထိုးပြပြီးပြောလိုက်ပါတယ်မင်းကန်းနေတာလားဒါမှမဟုတ်စာမတက်တာလားစီကန်းနံပါတ်1ဆိုင်ထဲမှာကိုရိုင်းယူစနစ်ပဲဈေးနှုန်းကယွမ်တက်မှတ်ထားတယ်ဘာဈေးစစ်မှုကိုမှလုံးဝခွင့်မပြုဘူး
စီကန်းနံပါတ်2ဆိုင်ကိုလူကိုယ်တိုင်လာပြီးမှတ်ပုံတင်ငွေချေရမယ်တန်းစီပြီးစားရမယ်ဥတုစနစ်ပဲစီကန်းနံပါတ်3ဒီဆိုင်မှာလူတိုင်းတန်းတူပဲဘယ်ဖြစ်မရှိဘူးတီးတန့်ခံမရှိဘူးပါဆယ်နဲ့အထူးခွင့်ရေးပို့လို့တောင်မရှိဘူးပြန်သွားပြီးမင်းရဲ့တခင်ကိုတွားပြောလိုက်တော့မင်းရဲ့တခင်ကိုပြန်သွားပြောလိုက်ငါစီမှာတော့သူကတီချာမင်းပဲဖြစ်နေပါစေကဘာပေါ်ကရွှေတွင်းအကုန်လုံးကိုပဲပိုင်ဆိုင်ထားပါစေငါကြော့ကြော့ချက်တဲ့ဟင်းကိုစားချင်ရင်တော့ငါယွန်ကိုလိမ္မာပါနှက်စွာနဲ့လာပေးရမယ်ပြီးရင်တန်းစီစရာရဲ့နောက်ဆုံးမှာသွားတန်းစီလိုက်ဒီစကားကိုကြားလိုက်ရတော့တန်းစီနေတဲ့စားသုံးသူတွေယူသွစွာကြွေးကြော်လိုက်ကြပါတယ်ဆိုင်ရှင်ကျော်ကတော့အလန်းစရာပဲဟဲ့ဆိုင်ရှင်ကျော်ရဲ့တဲအိုးရှိမှဆိုရင်ငကားဆိုရင်လည်းခွေနေရမယ်ကြားဆိုရင်လည်းဝတ်နေရမယ်ကွာနောက်မှာသွားတန်းစီစမ်းငါတော့မနဲ့မိုးမလင်းမီ2 နာရီကလေးကလာတန်းစီတာကွာမင်းရဲ့ဒေါ်လာ1 သန်းကဘာမို့လို့လဲဆိုင်ရှင်ကျော်ကမင်းရဲ့အဲ့ဒီပတ်စံနည်းနည်းလေးကိုလိုချင်နေပါမလားစကပြန့်ဟာအဟောက်ခံလိုက်ရတာကြောင့်မျက်နှာတစ်ပြင်လုံးဖြူရောသွားပြီးရေနံတထေးကြီးအာလီရဲ့ဘေးကိုကုတ်ကုတ်လေးပြန်ပြေးသွားပါပြောလိုက်တဲ့စကားတွေကိုတလုံးမကြံပြန်ပြလိုက်ပါတယ်ရေနံတထေးကြီးအာလီရဲ့မျက်နှာဟာချက်ချင်းဆိုသလိုညီရဲဒေါသထွက်သွားပြီးသူဟာဒေါသတကြီးနဲ့လက်သီးကိုတင်းတင်းဆုပ်ကာတက်တော်ဆောင်တွေကိုအော်ဟဲလိုက်ပါတယ်ကောင်းစုပ်တွေကောင်းစုပ်မသိတဲ့အောက်ခြေကစောက်ပေါ်တွေဝင်သွားကြစမ်းအဲ့ဒီဆိုင်စုပ်ကိုရိုက်ခွဲပစ်အဲ့ဒီစဖို့မူကိုဒူပိုင်းထိပြန်ပေးဆွဲခဲ့အရက်2 မီတာလောက်ရှိပြီးကြွက်သားအမြောင်မြောင်နဲ့တက်တော်ဆောင်တွေဟာခါးကြားကနန်းတုပ်တွေကိုချက်ချင်းဆွဲထုတ်လိုက်ကြပါတယ်သူတို့ဟာခက်ထန်တက်ကြွစွာနဲ့အထဲကိုဝင်ပြေးသွားဖို့ပြင်လိုက်ပေမဲ့သူတို့ရဲ့ခြေလမ်းတွေဟာစားတောက်ဆိုင်ရဲ့မီတာ100ပတ်လည်တိုင်းတာတွင်ကိုလှမ်းဝင်လိုက်တာနဲ့တပြိုင်နက်စနစ်ရဲ့နက်ဖျားအဆင့်အကာအကွယ်တားဆီးကအလိုလျောက်စတင်သွားခဲ့ပါတယ်တစ်စက္ကန့်အတွင်းမှာပဲအလွန်ငင်းချမ်းပြီးကြည်လင်တန့်ရှင်းသွားကြပါတယ်သူဟာခေါင်းလှည့်ပြီးအနောက်ကရေနံတထေးကြီးအာလီကိုကြည့်လိုက်ရာလေတန်ဟာရင်ကျေးတိမ်မွေးတဲ့ဖုံးတော်ကြီးတစ်ပါးလိုပြောင်းလဲသွားခဲ့ပါတယ်တထေးကြီးရန်ဖြစ်တာမကောင်းပါဘူးဆိုင်ရှင်ကျော်ရဲ့စီကန်းတွေကအင်မတန်တရားမျှတပါတယ်ကျုပ်တို့စီကန်းကိုလိုက်နာတင်ပါတယ်ဒါကအစားတောက်ကိုထားရှိရမယ့်အခြေခံအကျဆုံးလေးစားမှုပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရေနံတထေးကြီးအာလီရဲ့ဒေါသကြောင့်မဲရွက်နေတဲ့မျက်နှာဟာလည်းချက်ချင်းငြိမ်သက်သွားခဲ့ပါတယ်သူတက်ပြင်းတစ်ချက်ရှူထုတ်လိုက်ပါတယ်လေထုထဲမှာကြံရစ်နေတဲ့မာလာကြောင်ငါရဲ့တင်းပြတ်တဲ့ရနံကြောင့်ကမ္ဘာအကောင်စားတွေကိုမြည်စမ်းပူတဲ့ဒီတထေးကြီးဟာတတွေးတွေတအီအီတူမျိုးချလိုက်ရပါတယ်မင်းတို့ပြောတာမှန်ပါတယ်အာလီဟာမတွန့်ဆုပ်ပဲ1 ကီလိုမီတာလောက်ရှည်လျားတဲ့တန်းစီစရာရဲ့အနောက်ဘက်ဆုံးစီသွားလိုက်ပြီးရိုးရိုးတာမှန်ဦးလေးကြီးတယောက်လိုပဲတန့်ရှင်းတဲ့လမ်းဘေးကြောက်ခုံပေါ်မှာထိုင်ချလိုက်ပါတယ်သူတင်မကပါဘူးစက်တိုက်ရောက်ရှိလာကြတဲ့နိုင်ငံအသီးသီးကခေါင်းဆောင်ကြီးတွေဟာလည်း73 လမ်းနဲ့ခြေလန်းဝင်လိုက်တာနဲ့အားလုံးရဲ့ဝိညာဉ်တွေဟာအတားအဆီးကြောင့်တန့်စင်သွားကြပါတယ်ဆိုင်ထဲမှာတော့စနစ်ဖန်သားပြင်ပေါ်မှာခန်းစားချက်တံမှုတသိန်းကျော်လွန်သွားတာကိုမင်းကြည့်နေမိပါတယ်မျက်လုံးထဲမှာယူသွမတက်အလင်းရောင်တွေလက်ထနေခဲ့ပါပြီစနစ်ခန်းစားချက်တံမှုအကုန်လုံးကိုသုံးမယ်ငါ့ကိုအမြင့်ဆုံးအဆင့်နက်ဖျားဆိုင်အဆင့်မြင့်တည်ရေးအထုံနဲ့တရုတ်ရုပ်ဝက်မီနူးအပြည့်စုံကိုချက်ချင်းလဲပေးစမ်းနောက်တစ်စက္ကန့်မှာဆိုင်တစ်ဆိုင်လုံးဟာအဆင့်မြင့်အာကာသအလင်းရောင်တွေနဲ့လွှမ်းခြုံသွားခဲ့ပါတယ်ပိုင်ရှင်နက်ဖျားအဆင့်ဆိုင်ကိုအောင်မြင်စွာလောက်ဖွင့်ပြီးပါပြီဒင်းဒန်နာကြီးလာအစားတောက်ကိုထက်မိုးကောင်းကင်ငကားနဲ့ဒေါင်းဟင်းလျာလောက်ပွင့်သွားပါပြီဆိုင်အဆင့်မြင့်တင်မှုပြီးဆုံးသွားပြီးဆိုင်တကားကြီးပွင့်ဟသွားတဲ့အခါတဆိုင်လုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်တကားနောက်ကကဘာဟာနက်ဖျားကဓာတ်နဲ့ပိုင်းဖြတ်ဖွင့်လိုက်တဲ့တခြားကဘာတစ်ခုအလားအထဲကဆိုင်ဟာလူပေါင်းတောင်းနဲ့ချီဆန်းတဲ့ခန်းနာထဲဝါလာတဲ့နန်းတော်ကြီးအဖြစ်ကျေပြန့်သွားခဲ့ပါတယ်မျက်နှာချက်ဟာမီတာ10 ကနန်းအထိမြင့်မားပြီးရောမဘောလုံးကွင်းလိုခန်းနာလာကရှေးဟောင်းတရုတ်နန်းတွင်ရဲ့အထက်တန်းကျမှုတွေနဲ့ပြည့်နှက်နေပါတယ်နှစ်တန်းချီတန်းအဖိုးတန်တစ်သားတွေနဲ့ပြုလုပ်ထားတဲ့ဝိုင်းကြီးရာထောင်ကြီးဟာစက်ဝိုင်းပုံစံစနစ်တကျစီးပြီးထားပြီးကျမ်းပြင်ဟာဖန်ကြောက်တလင်းလိုကြည်လင်တွေကတိုင်ကြီးတွေမှာလည်းရွှေနဂါးရုပ်တွေပတ်ခွေထားပါတယ်ဒီလိုအလွန်ခန်းနာလာတဲ့အာကာသမျက်နှာကကြက်ရဲ့အလဲဘဟုမှာတော့မီတာ50ရှည်တဲ့ဖန်ခွက်ကောင်တာကြီးရှိနေပါတယ်ဒါတကယ်နတ်ဖျားဖန်ဆင်းမှုပဲလားတထေးကြီးချန်ဖုံးဟာဒူးနှစ်ဖက်ညှုတ်ခွေသွားပြီးမြေပြင်ပေါ်ဒူးထောက်ကမျက်ရည်ကျလိုက်ရပါတယ်အာကာသမန္တန်ပညာဒါတကယ်နတ်ဖျားတွေရဲ့လက်ရပဲငါချန်ဖုံးဘာရမီပါလာလို့ဒီလိုအရာကိုအသက်ရှိစဉ်မြင်တွေ့ခွင့်ရတာလေတထေးကြီးအလီရဲ့လက်ထဲကရွှေစင်စပီတီဟာကျမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့ပြီးလူကြီးမင်းတို့ခမကျွန်တော်ရဲ့အတန်ဟာအခန်းတွင်အတန်ချက်စနစ်အောက်မှာလူတိုင်းရဲ့နားထဲကိုရှင်းရှင်းလင်းလင်းရောက်သွားခဲ့တယ်ဒီနေ့ဟာပူဖေးဆိုင်ရဲ့နောက်ဆုံးအဆင့်မြင့်တိုးတက်ပြောင်းလဲတဲ့နေ့ဖြစ်ပါတယ်အဲဝတ်ပြုတဲ့အနေနဲ့ဒီနေ့ဟင်းပွဲမနစ်ကတော့တမျိုးတည်းပဲရှိပါတယ်ကျွန်တော်ဟာဖြည်းဖြည်းချင်းလှည့်လိုက်ပြီးကြောဘက်မှာရှိတဲ့9 မီတာလောက်အကျယ်ရှိတဲ့ကြေးဝအိုးကြီးရဲ့အဖုံးပေါ်ကိုလက်တင်လိုက်တယ်ဒီဟင်းပွဲရဲ့နာမည်ကတော့ကောင်းကင်ဘုံ6 ထပ်နဂါဖီနဲ့ဟင်းရည်ဖြစ်ပါတယ်နက်စင်းတွေဝင်ပါဝင်ပစ္စည်း9 မျိုးနဲ့ပေါင်းဆက်ဖန်တီးထားတာပါပြောပြီးတာနဲ့မင်းဟာအဲ့ဒီအိုးဖုံးကြီးကိုပြင်းပြင်းထန်ထန်ဖွင့်လိုက်တယ်ရွှေရောင်အလင်းတန်းကြီးတစ်ခုကောင်းကင်ပေါ်ထိုးတက်သွားပြီမျက်စိနဲ့မြင်နိုင်တဲ့ရွှေရောင်မွေးရနံ့တွေဟာမြို့တစ်မြို့လုံးကိုလွှမ်းမိုးသွားခဲ့တယ်တငုံမြတက်တက်လေးရှူရှိုက်လိုက်ရုံနဲ့တယ်လူသားတွေရဲ့ဝိညာဉ်အနက်ရှိုင်းဆုံးတွေကပင်မနှွမ်းနယ်မှုနဲ့နာကျင်မှုအားလုံးကိုစေကြောတန့်စင်ပေးတယ်လို့တန်ရှင်းစင်ကြယ်တဲ့ခံစားချက်ကိုရစေတယ်ထမင်းစားလို့ရပြီလို့အမိတ်ပေးလိုက်တာနဲ့တောင်းနဲ့ချီတဲ့လူတွေဟာဒီခန်းသားတဲ့နန်းတော်ကြီးတွေကိုဒီရေလာတိုးဝေးဝင်ရောက်လာကြတယ်9 ယွမ်တထေးဒါကျွန်တော်ရဲ့9 ယွမ်ပါတထေးကြီးအလီဟာငွေကင်ကောင်တာစီပထမဆုံးပြေးဝင်လာတယ်ငွေရှင်းပြီးတာနဲ့တိုးစီကြောက်စိမ့်ဖြူလို့စလုံးကြီးကိုကင်ပြီးဟင်းခတ်ပွဲပြင်ရှေ့ကိုပြေးသွားခဲ့တယ်သူကအဲ့ဒီကြေးဝအိုးကြီးတဲကနေ9 ရောင်ကြီးတောက်ပါနေတဲ့ပြစ်ခဲဟင်းရည်တယောက်မှွေခတ်လိုက်ပြီးပါဇက်ထဲထည့်လိုက်တဲ့ခဏမှာဒါကဂျိန်းဆိုတဲ့အတန်နဲ့အတူစိတ်ခနဲ့ဖြစ်သွားတဲ့လျှက်စီးကြောင်တစ်ခုတစ်ခုလုံးကိုစီးဆင်းသွားတယ်တင်းပြတ်တဲ့အနံ့ကရှာဖျားမှာပောက်ကွဲထွက်သွားပြီးဒီခဏမှာသူဟာစကြဝဠာမွေးဖွားလာတာကိုမြင်လိုက်ရတယ်လို့ပဲ
ကျေတာယာတွေပျက်စီးသွားတာကိုလည်းမြင်လိုက်ရတယ်။သူ့ရဲ့အရသာခံဖူတိုင်းဟာအယူမူတုံလုံးနေကြပြီးအဆုံးစွန်သောအမွှေးကြိုင်နဲ့အဆက်အရသာတို့ဟာခဏတာအတွင်းမှာပြည့်စုံတဲ့တမမျှတမှုကိုရရှိသွားခဲ့တယ်။တက်ရှိထင်ရှားရှိနေတယ်လို့မျိုးအဲ့ဒီထိတ်တန်းပါဝင်ပစ္စည်းတွေဟာနှွေးထွေးတဲ့စီးကြောင်းတစ်ခုအဖြစ်တိုက်ရိုက်ပြောင်းလဲသွားပြီးသူ့ရဲ့ကလေးစားအင်္ဂါအားလုံးကိုတန်ဆွမ်းစေခဲ့တယ်။မတိလိုက်ဖဲနဲ့သူ့မျက်နှာမှာမျက်ရည်တွေစီးကျလာခဲ့ပြီးအရန်ကောင်းလုံးနဲ့ဒါမှအစားအသောက်အစ်စ်ပဲ။ဒါဟာဖျားသခင်ရဲ့ဆုလက်ပဲ။သူတင်မကပါဘူးလူတိုင်းလိုအဲ့ဒီထဲမှာမိမောနှိမ့်မိုးနေကြတယ်။ဒီအချိန်မှာငါဟာဒီခန်းနာလာတဲ့နန်းတော်ကြီးရဲ့အမြင့်ဆုံးနေရာမှာရပ်နေပြီးအောက်ခြေမှာရှိတဲ့ထောင်ပေါင်းများစွာသောလူတွေမျက်ရည်ဆက်လက်နဲ့အယူမူထမင်းစားနေကြတဲ့ပုံရိပ်ကိုငြိမ်သက်စွာကြည့်နေတယ်။တကားပြင်ပကတန်းစီနေတဲ့တန်းရှည်ကြီးဟာမြို့စုံဖျားအထိဆန့်ထွက်နေတာကိုကြည့်ရင်ကဘာအနှံ့ပြားကနေလာရောက်ကြတဲ့အစုံမရှိတဲ့လူတန်းကြီးကိုမြင်နေရတဲ့ရုတ်တရက်လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီးဒီကုံတိတ်ခါအပေါင်းကိုခန်းစားလိုက်တယ်။ဒီနေရာမှာငါကပဲစီကံပဲဒီအချိန်မှာကောင်းကင်ထက်မှာရုတ်တရက်ဝုန်းဆိုတဲ့ကျေလောင်လာတဲ့အတန်ကြီးထွက်ပေါ်လာခဲ့တယ်။နောက်တစ်စက္ကန့်မှာပတ်ဝန်းကျင်ကရွှေရောင်နန်းတော်ကြီးတွေစတင်ပြိုကျလာတယ်။ကျွန်တော်ရဲ့မျက်စိရှိကမြင်ကွင်းတွေပြင်းထန်စွာတုန်လှုပ်သွားပြီးအဲ့ဒီရွှေရောင်တကားကြီးတွေဟာပြအဖြစ်ပြောင်းလဲသွားခဲ့တယ်။ကြောက်စိမ့်ဖြူကျမ်းပြင်ဟာစီကြီးတွေပေးကျန်နေတဲ့ကွန်ကရစ်ကျမ်းပြင်ဖြစ်သွားခဲ့တယ်။တထေးကြီးအလီရဲ့စိတ်လှုပ်ရှားနေတဲ့မျက်နှာတော်မှကွဲအပ်သွားတဲ့အိုးခွက်တွေလိုကွာကျသွားခဲ့တယ်။ကျွန်တော်ဟာမျက်လုံးကိုစက္ကနဲ့ဖွင့်လိုက်တော့မူးဝေတဲ့ခံစားချက်တစ်ခုရောက်လာပြီးထိုင်ကုန်ပေါ်ကနေလဲကျမလို့ဖြစ်သွားစေတယ်။ခန်းနာတဲ့နန်းတော်လည်းမရှိဘူး။ငကားဖီးနဲ့ဟင်းရည်လည်းမရှိဘူး။ကျွန်တော်ဟာပျက်စီးယိုယွင်းနေတဲ့တစ်သားကောင်တာဟောင်းပေါ်မှာမှောက်ရက်လဲနေတော့မဲဆိုတာသိလိုက်ရတယ်။ညာဘက်ပါပြင်ဟာလက်မောင်းပေါ်မှာအချိန်ကြာကြီးဖိထားခဲ့လို့ထုံကျင်ပြီးညိုမဲနေတယ်။နှက်ခမ်းထောက်မှာစွာရည်တစတောင်တွဲလောင်းခုနေတော့မယ်။ဒုံတကားခောက်တန်နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့တယ်။ဆိုငါ့ကိုတကားဖွင့်ပေးစမ်း။မင်းအထက်မှာတေးချင်းဆောင်နေတာငါသိတယ်။ကျွန်တော်တုံရင်နဲ့လက်နဲ့မျက်လုံးကိုပို့လိုက်ပြီးအုံနောက်ရဲ့အနက်ဆိုင်ဆုံးနေရာကနေအလိုလိုခေါ်ယူလိုက်တယ်။ System မင်းရှိနေလား။ငိမ့်သက်တိတ်စိတ်နေစေပဲ။ချောင်းဆိုပြီးဟောင်းနှွမ်းနေတဲ့ဖန်တကားဟာအပြင်ဘက်ကနေအကြမ်းပါတမ်းတုံးဖွင့်ခြင်းခံလိုက်ရတယ်။အိမ်ပိုင်ရှင်ဝန်နာချင်းဟာခြေလမ်းကျဲကြီးတွေနဲ့ဝင်လာပြီးလက်ထဲမှာတောင်းဆိုလွှာတစ်ထပ်ကိုစုပ်ကင်ထားတယ်။ကောင်တာပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်ရင်အိတ်ချင်ရောင်ဆောင်မနေနဲ့တော့ဝန်နာချင်းဟာတိုးပြီးတိုးတုတ်တဲ့လက်ညှိုးနဲ့ငါရဲ့ရင်ဘက်ကိုအားနဲ့ထိုးလိုက်ပြီးနောက်ဆုံး3နာရီပဲလိုတော့တယ်။ညနေ9နာရီမှာအိမ်ငါးခရွမ်း9000မထုတ်ပေးနိုင်ရင်ငါချက်ချင်းလူခေါ်ပြီးမင်းရဲ့အမိုက်တွေကိုလမ်းမပေါ်အကုန်ပစ်ထုတ်ပစ်မယ်။ကျွန်တော်ဟာဝန်နာချင်းကိုကြောင်တောင်လေးစိုက်ကြည့်နေမိတယ်။ဦးလေးဝမ်အခုလေးတင်ငါစစ်စစ်နေတာအဲ့ဒီငါယွန်တန်ဘူဖေးကြောင်းဘူဖေးဟုတ်လားဘူဖေးကောင်းတဲ့ကကောင်းပဲမင်းရဲ့ဒီဆိုင်ဆုံးနဲ့တင်လမ်းဘေးခွေးတောင်ပို့ပြီးကြည့်မှာမဟုတ်ဘူးမင်းကများလူတွေဘူဖေးလာစားမယ်လို့အိမ်မက်နေသေးတယ်တေချာနားထောင်ဆန်းဆိုမင်းမိဘတွေရဲ့တန်ရောစင်နည်းနည်းကလွန်ခဲ့တဲ့လောက်ဝက်ကလေးကမင်းကြောင်ကုန်သွားပြီဒီနေ့အိမ်ငါးခမပေးနိုင်ရင်မင်းရဲ့အမိုက်တွေကိုယူပြီးငါရှိကနေချက်ချင်းထွက်သွားစမ်းဆိုင်ထဲမှာတေးမတက်တိတ်ဆိတ်မှုကပြန်လဲစိုးမိုးသွားခဲ့တယ်ကျွန်တော်ဟာထိုင်ကုန်ပေါ်မှာအားအင်မရှိပဲမိလိုက်တယ်ဒီကဘာမှာအရာအလုံးကိုကယ်တင်မဲ့ Amway System ဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးလားရှိနေတာဆိုလို့ပျက်စီးသွားတဲ့အိမ်မက်ဟောင်းကိုဖက်တွယ်ထားပြီးဘဝရဲ့နှင်းထုတ်ခြင်းကိုခံရတော့မဲ့ဆင်းရဲသားကောင်လေးတစ်ယောက်ပဲရှိတာပါ9နာရီရဲ့လားကျွန်တော်တို့တိုးလေးရေရွရင်ဖြည်းဖြည်းချင်းမျက်လုံးမိတ်လိုက်တယ်ပိုင်ရှင်စိုးရင်စရာအခြေအနေတို့ရောက်ရှိနေသည်ကိုစစ်ဆေးတွေ့ရှိရပါသည်ပြင်းထန်သောမကျေနပ်မှုနှင့်တွေ့တာမှုတို့သည်ချိတ်ဆက်မှုစည်းကမ်းများနှင့်ကိုက်ညီပါသည်နက်ဖျားအဆင့်တန်မိုးနေဘူး base system ကိုအသက်သွင်းနေပါသည်